အားလုံးမင်္ဂလာပါခင်ဗျကျော်ဆန်းဦးပါ Master MASTAA ရဲ့ဒါရိုက်တာကိုဝင်တူဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့talk ကတော့ဒီရေနယ်အကြောင်းပေါ့နော်ရေနယ်အကြောင်းသိကောင်းစရာဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်ပြောဖို့အဓိကပင်တိုင်းပေါ့ဘုသူရဖြန့်ဝေမဲ့သူကတော့ဆရာဦးလှမိုင်းပြေးဖြစ်ပါတယ်ဆရာဦးလှမိုင်းပြေးကတော့ကျွန်တော်တို့ဒီသူ့ရဲ့ဒီအရာဆိုရင်တော့1982ခုကနေ1984ခုထိကျွန်တော် DAG မှာအလုပ်လုပ်ခဲ့ပါတယ်ပြီးတော့မှကျွန်တော်ဒီ BSc Geology နဲ့ဒီ Petrochemical ပိုင်းကိုဒီနေ့တောက်လျှောက်လုပ်လာခဲ့တာဖြစ်ပါတယ်အလုပ်ကလည်းကျွန်တော်ဒီကျွန်တော်ဒီမှာlecturer အနေနဲ့ရန်ကုန်တက္ကသိုလ်မှာလုပ်ခဲ့ပါတယ်ပြီးတော့မှဆက်ပြီးတော့ကျွန်တော်ဒီနိုင်ငံတကာအဖွဲ့တွေဖြစ်တဲ့ရေနယ်ကုမ္ပဏီတွေမှာတောက်လျှောက်လုပ်လာပြီးတော့အမေရိကကိုရောက်ပြီးတော့ဒီမှာတောက်လျှောက်နှစ်ပေါင်း40နဲ့5နှစ်ထိကျွန်တော်အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဓိကကျွန်တော်ဒီနေ့ဆွေးနွေးကြမယ့်အကြောင်းအရာကကျွန်တော်ခုနကပြောခဲ့သလိုပဲရေနယ်အကြောင်းသိကောင်းစရာဖြစ်ပြီးတော့ကျွန်တော်အဓိကရည်ရွယ်ချက်ကတော့လူငယ်တွေရဲ့ဒီနောင်လာနောင်သားတွေရဲ့ဒီဗဟုသုတဒီကျွန်တော်ပြောခဲ့တဲ့ဟာတွေကိုဗဟုသုတယူနိုင်အောင်အတွက်ကျွန်တော်ရည်ရွယ်ထားတာဖြစ်ပါတယ်ဆိုတော့ဆရာဦးလှမိုင်းပြေးအပြင်ကျွန်တော်ဒီဘက်မှာမာစတာရဲ့ဒီအဖွဲ့ပေါ်ဒါရိုက်တာဖွဲ့ဝင်တွေဖြစ်တဲ့ထဲမှာဒီ geology ဘိုင်းနဲ့နေပညာဘိုင်းနဲ့တည်တဲ့လူတွေလည်းကျွန်တော်ဝင်ပြီးဆွေးနွေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆရာဦးလှမိုင်းပြေးကိုနေပြီးတော့မဖိတ်ခင်မှာပထမဆုံးကျွန်တော်ပြောပေါ့မေးချင်တာကတော့တခုရှိပါတယ်ဆရာအဓိကတော့ဆရာအကြောင်းအရာနည်းနည်းပေါ့ဆရာအကြောင်းအရာနည်းနည်းဟိုဒီပညာရေးပိုင်းဆိုင်ရာကိုနည်းနည်းပြောပြီးတော့ဒီရေနဲ့ဒီစက်မှုလုပ်ငန်းထဲကိုဆရာဘယ်လိုရောက်ခဲ့တယ်လဲပေါ့ပြီးတော့ရောက်ခဲ့တဲ့အချိန်မှာဒီကျွန်တော်တို့ဒီရွေးချယ်ရတဲ့အကြောင်းရင်းကဘာလဲပေါ့အဓိကဒီရေနဲ့စူးစမ်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာဆရာတောက်လျှောက်လုပ်လာခဲ့တာဆိုတော့ရွေးချယ်ရတဲ့အကြောင်းရင်းလေးပြောပြပါဆရာအဆင်ပြေပြောရမယ်ဆိုရင်တော့ပေါ့နော်ကျွန်တော်က1972မှာရန်ကုန် Arts and Science University ကနေပြီးတော့ Geology နဲ့ဘွဲ့ရပြီးတဲ့အခါမှာကျွန်တော်ဆက်ပြီးတော့အဲ့ချိန်မှာ United Nations ကနေပြီးတော့ပေါ့နော် Development Program နေပြီးတော့လာဖွင့်တဲ့ Applied Geology ဆိုတဲ့ဟာကိုကျွန်တော်ဆက်ပြီးတော့တက်ပါတယ်။နှစ်ဆက်တက်ပြီးတဲ့အခါမှာဒီကြီးကပြီးတဲ့အခါမှာအဲ့ချိန်မှာမြမရေနံကနေပြီးတော့အဲ့ချိန်မှာခေါ်တာကတော့ MOC လို့ခေါ်ပါတယ်နော် MOC ခေါ်တဲ့အချိန်မှာကျွန်တော်ကနေပြီးတော့1975မှာဝင်ပြီးတော့အလုပ်ဝင်ခဲ့တယ်ပြီးတဲ့အခါမှာဆိုရင်အဲ့မြမရေနံပဲကျွန်တော်တို့ကဆိုရင်15နှစ်ခွဲလုပ်ခဲ့တယ်ကျွန်တော်ထွက်တဲ့အချိန်မှာကျတော့ခုမြန်မာရေနံကနေပြီးတော့ MOC ကနေပြီးတော့ MOG ဆိုပြီးတော့ပြောင်းသွားပါတယ်နော်ဆိုတော့ကျွန်တော်ပြီးတဲ့အခါမှာ1988အရေးခင်းဖြစ်တယ်ပြီးတဲ့အခါမှာကျွန်တော်အဲ့ခါမှာပေါ့မြန်မာရေနံမှာလုတ်တုံးကတော့ကျွန်တော်နိုင်ငံခြားပညာတော်သင်တွေသွားတဲ့အချက်အတွက်အဲ့ချိန်တုန်းကတော့ထွက်လို့မရဘူးပေါ့88ရေခင်ဖြစ်ပြီးတဲ့အချိန်မှာကျတော့နိုင်ငံရေးအပြောင်းလဲအကုန်ပေါ့နော်တိုင်းပြည်အခြေအနေတွေအကုန်ပြောင်းလဲတော့ကျွန်တော်လည်းဟိုစားဖြစ်တော့ထွက်ချင်စိတ်ဖြစ်လာတဲ့အချိန်မှာပဲဒီတက်လာတဲ့နာဝတနေပြီးတော့နိုင်ငံခြားသွားထားတဲ့လူတွေရော်ပြီးထွက်လို့ရတယ်ဆိုတာလေကျွန်တော်အဲ့ဟာကိုဟိုစားပေါ့ရော်ပြီးတော့ထွက်ပါတယ်ထွက်ပြီးတာ ਨੇ ကျွန်တော်ဟိုစားလုပ်ပါတယ်နော်မလေးရှားကိုထွက်သွားတဲ့အခါမှာထွက်ချင်းပဲကျွန်တော်မလေးရှားမှာရှိတဲ့နိုင်ငံပိုင်သူတို့ခေါ်တဲ့ Petronas မှာကျွန်တော်အလုပ်လုပ်လို့ရတယ်ရတော့အဲ့1990ကနေပြီးတော့1998အထိကိုကျွန်တော်9နှစ်ခွဲ Petronas မှာအလုပ်လုပ်ခဲ့ပါတယ်နော်ပြီးတဲ့အခါမှာဆိုရင်ကျွန်တော်ကအဲ့ဒီအချိန်မှာ green card မဲပေါက်တဲ့အတွက်အမေရိကကိုမိသားစုကိုရွှေ့တယ်ဒါပေမဲ့ကျွန်တော်ကတော့မိသားစုကိုရွှေ့ပြီးတဲ့အချိန်မှာကာတာကနေပြီးတော့အဲ့ချိန်မှာ job offer ရတဲ့အတွက်ကာတာ petroleum မှာကျွန်တော်
သွားပြီးတော့ကျွန်တော်နောက်ထပ်6နှစ်အဲ့မှာ2 contract ပေါ့1 contract ကိုသူတို့က3နှစ်ဆိုတော့2 contract ကျွန်တော်ယူပြီးတော့ Qatar Petroleum မှာလုပ်ခဲ့ပါတယ်လုပ်ပြီးတော့ဟိုပေါ့6နှစ်လုပ်ပြီးတော့ပေါ့နော်အလုပ်ကတော့အဆင်ပြေတယ်မိတ်ဆွေတွေလည်းကောင်းတယ်လုပ်ရတာလည်းပျော်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော် fee ပေါ့နော်နေရတာငါ technology အရာနည်းနည်းကြံခဲ့ပြီလားပေါ့ဘာလဲဆိုတော့ကိုအဆင်ပြေတာပဲလုပ်နေအများအား technology ကတော့ရှေ့ကိုသွားနေကြတာလုပ်ငန်းနဲ့ဆိုင်တဲ့ဟာတွေအဲ့တော့ငါပြန်ပြီးထွက်မှာပါအဆင်ပြေုံလေးနေလို့မှနေတဲ့ဟိုပေါ့နေလို့တင့်တဲ့နေရာမှာမနေဘဲနဲ့ဟိုစားပြန်ပြီးတော့ကိုငါ technology ကို match ဖြစ်အောင်ဆိုပြီးတော့လုပ်တော့ကျွန်တော်လှမ်းပြီးတော့အလုပ်ရှာလိုက်တယ်ရှာတော့ Houston မှာရှိတဲ့ Halliburton ဆိုတဲ့ American company ကနေပြီးတော့အလုပ်ခန့်နေပေါ့နော်အဲ့အချိန်မှာဟို Halliburton ဆိုရင်တော့လူအများစုသိတာကတော့သူတို့ကတော့ oil field service အနေနဲ့သိတယ်ပေါ့ဒါပေမဲ့အဲ့အချိန်မှာကျွန်တော်တို့ oil and gas industry မှာပြောင်းလဲနေတဲ့ business model တွေအရသူတို့က energy consultant ဆိုတဲ့ဟာကိုလုပ်တော့ Halliburton Energy Consultant ဆိုပြီးတော့အဲ့ကုမ္ပဏီရဲ့အဲ့အဖွဲ့ကနေငါတော့ကျွန်တော်အဲ့မှာလုပ်တော့သူတို့ကတခါမလေးရှားကိုပြန်ပို့တယ်ပေါ့ဟို salary base ကတော့ဟိုပေါ့ Houston ဒါပေမဲ့မလေးရှားမှာသွားလုပ်ရတယ်အဲ့မှာပြန်ပြီးတော့နှစ်ခွဲလုပ်တယ်လုပ်ပြီးတဲ့အချိန်မှာကျတော့ကျွန်တော်လှမ်းပြီးထပ်ပြီးအလုပ်ရှာတော့ Houston မှာအလုပ်ရပါတယ်6နှစ်နော်အဲ့ဒါကတော့ကျွန်တော် Total USA လို့ခေါ်တဲ့ company Total ဆိုတာကတော့ဗမာပြည်မှာအခုယေတနာထုတ်နေတဲ့ပြင်သစ် company ပဲပေါ့နော်သူတို့တွေကဗမာပြည်မှာကြတော့သူတို့တွေက Total မြန်မာလို့ခေါ်တယ် US မှာကြတော့ Total USA လို့ခေါ်တယ်ပေါ့ဒါလဲဆိုတော့ကျွန်တော်တို့ Gulf of Mexico ထဲမှာရှိတဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့မြေတွေကို operate လုပ်နေတဲ့ဟာဆိုတော့အဲ Total ရဲ့ပြီးတဲ့အခါမှာကျွန်တော်တို့ Petrobras America ဆိုတာဒါလည်း Petrobras ဆိုတာလည်း Brazilian company ပဲဒါပေမဲ့သူတို့က Gulf of Mexico မှာလာပြီးတော့သူတို့က operate လုပ်တဲ့အခါမှာဆိုတော့ Petrobras America ဆိုပြီးတော့ဒီကြ company ပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့အဲ့မှာတခါကျွန်တော်6နှစ်လုပ်တယ်လုပ်ပြီးတဲ့အခါမှာတခါပြန်ပြီးတော့မလေးရှားနေပြီးတော့ပေါ့နော်လာပြီး recruit လုပ်တယ်ပြန်ခဲ့ပါလုပ်ပါပေါ့နော်လိုတယ်ဆိုတော့ကျွန်တော်ဗမာပြည်ကကျွန်တော်အမေနဲ့လည်းနေချင်တဲ့အတွက်ကျွန်တော်ဟိုစာကိုမလေးရှားမှာရှိတဲ့ company သူတို့ခေါ်တာတော့ Dialogue Energy ဆိုတဲ့ဟာကိုကျွန်တော်ပြန်ပြီး join လုပ်လိုက်ပါတယ်အဲ့မှာထပ်ပြီးတော့နောက်ထပ်4နှစ်လုပ်တယ်အဲ့တော့လုပ်တယ်ဆိုတာ Dialogue Energy ဆိုတာလေအဲ့ချိန်မှာမလေးရှားမှာရှိတဲ့မလေးရှားနိုင်ငံရဲ့ရေနံမူဝါဒပေါ့နော်ဒီအစိုးရချမှတ်တဲ့မူဝါဒဘာလဲဆိုတော့မလေးရှားသူကဒီရေနံမြေတွေတွေ့ထားတာ1975ပတ်ဝန်းကျင်လောက်မှာသူတို့ကတွေ့တာအဲ့တော့စာချုပ်ချုပ်ထားတဲ့ဟာတွေကကျွန်တော်တို့ရေနံသဘောအရာဒီ development fee တွေကနှစ်25 30သူကစာချုပ်ချုပ်ပြီးတော့ပြည့်ပြီဆိုရင်သူတို့ကနိုင်ငံရှိတဲ့ရေနံအဖွဲ့အစည်းပေါ့ Petronas ကိုပြန်ပြီးတော့သူတို့ကလွှဲတယ်လွှဲတဲ့အခါမှာဆိုရင်သူတို့ကလုံးဝကြီးဒီရေနံမြေတွေကကုန်သွားတာမဟုတ်သေးဘူးအထွက်ကျသွားတာပဲရှိတယ်ဒါပေမဲ့ရေနံကုမ္ပဏီတွေကတော့ထပ်ပြီးတော့သူတို့က invest မလုပ်ချင်ပါဘူးအဲ့တော့ဟိုစားပိုင်ရှင်ဖြစ်တဲ့နိုင်ငံကိုပြန်အပ်တယ်အဲ့တော့နိုင်ငံမှာကြတော့လေသူတို့မှာ limited resource ရှိတော့အဲ့ဓာတွေကိုသူတို့က local company နဲ့နော် local company ဆိုတာ dialogue လို့ဟာမျိုးနဲ့ international company နဲ့တွဲပြီးတော့သူတို့တွေကပြန်ပြီးတော့ contract တွေချပေးတယ်ပေါ့အဲ့တော့ချပေးတော့ dialogue ကနေပြီးတော့အဲ့လိုဟာမျိုးတွေမှာပြန်ပြီးတော့လုပ်တဲ့အတွက်ကျွန်တော်အိမ်မှာလုပ်တယ်ပေါ့နော်ဆိုတော့အဲ့မှာတစ်ခါ4နှစ်ပေါ့နော်လုပ်ပြီးတော့အဲ့အချိန်မှာပဲ
ဗမာပြည်ကနေပြီးတော့ဗမာပြည်တွင်းမှာရှိတဲ့လက်ပံတူဆိုတဲ့ရေနံမြေမှာသူတို့တွေက lateral wear ပေါ့နော် horizontal wear တွေတူးဖို့အတွက်သူတို့ consultant လုပ်ပေးပါဆိုကျွန်တော်မလေးရှားမှာလုပ်ရင်းနဲ့ပဲတခါလေလဲအစည်းအဝေးတက်ဗမာပြည်ကိုလာပြီးတဲ့အခါမှာကွန်ပျူတာနဲ့ပဲအင်တာနက်နဲ့ monitor လုပ် web plan တွေလုပ်ဆိုပြီးတော့လုပ်တယ်အဲ့မှာ2019အထိပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်ကအဲ့ full time ကို dialogue နဲ့2016အကုန်ထိလုပ်ပြီးတဲ့အခါမှာကြတော့ကျွန်တော်ဟိုပေါ့မလေးရှားဟိုဆာမှာလည်း US မှာလည်းအသက်65ပြည့်ပြီပေါ့နော်ဆိုတော့ဟိုဆာ full time မလုပ်ချင်တော့ဘူးအဲ့တော့ part time အနေနဲ့ပဲဟိုဆာလုပ်တော့ကျွန်တော်တို့ဒီ Energy Quest ဆိုတဲ့ကုမ္ပဏီကနေပြီးကျွန်တော်တို့ရှိမှာ part time ပေါ့အဲ့တော့ board of director တွေထည့်တယ်အခုတည်းထိပဲပေါ့နော်ထည့်ထားတယ်ပြီးတဲ့အခါမှာ job scoping တို့တချို့ project တွေမှာကြတော့ကိုယ်တိုင်လုပ်တာတွေလုပ်ပါတယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်ကျွန်တော်1975ကနေပြီး2019အထိပေါ့အဲ့တော့ကျွန်တော်ရဲ့လုပ်တဲ့လုပ်ငန်းဟိုစားပေါ့ spanner life spanner 45နှစ်လောက်ကျွန်တော်ဒီ field မှာလုပ်ခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်နော်ဟုတ်ကဲ့ဆရာဟုတ်ကျေးဇူးပါဆရာပြောပါဦးတို့ပေါ့နော်ခင်ဗျားမေးတဲ့အထဲမှာပေါ့နော်ဟိုပထမဆုံးကတော့ okay ကျွန်တော်ရဲ့ဒါ work history ဘယ်လိုလုပ်ဟိုစားပေါ့နော်မြန်မာပထမဆုံးပေါ့အလုပ်ကဒီနာမှာအဲ့ချိန်တုန်းကတော့ MOC လို့ခေါ်တယ်မြန်မာ Oil Corporation ကိုဘယ်လိုရတယ်လဲနော်ဆိုတော့ကျွန်တော်တို့ဟိုစားပေါ့နော်ကြောင်ပွဲရရင်ဟိုပေါ့ဆရာတွေဆရာမတွေလည်းသိမှာပါဟိုပေါ့အများအားကျောင်းမှာဆိုရင်အောင်စင်းမှာပါတာပဲเนาะgrade လောက်နဲ့အောင်ပြန်ပြောရရင်တော့ပေါ့เนาะကျွန်တော် BSc 1972မှာအောင်တော့ကျွန်တော်ဆိုရင် MSc qualify F1 နဲ့အောင်ပါတယ်အဲ့တော့1974ကျွန်တော် DAG တက်နေတော့ DAG က result မထွက်ခင်မှာမြန်မာရေနံကနေပြီးတော့တည်င်းစာကနေကြော်ညာခေါ်တယ်ပေါ့နော်ဟိုပေါ့ဘူမီဝိဒအရာရှိပေါ့နော် MSc qualify သမားတွေရှောက်ပါဆိုတော့အဲ့ဒါရှောက်လိုက်တယ်ပေါ့နော်ရှောက်တဲ့အခါမှာကျတော့ကျွန်တော်တို့ခက်ကတော့အဲ့လို qualify ဖြစ်တဲ့လူကတိတ်မများဘူးမများတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိမှာရေးဖြေတို့ဘာတို့ခုနောက်ပိုင်းနေလို့မျိုးမရှိဘူးတိုက်ရိုက်လူအင်တာဗျူးဟိုစာခေါ်တယ်အဲ့တော့ယာတူးဝင်ဖွဲ့အားကျွန်တော်တို့6ထပ်ရုံမှာဟိုကုန်းတယ်လမ်းမှာရှိတဲ့6ထပ်ရုံမှာတွားပြီးတော့တိုက်ရိုက်ဝင်ဖြေပေါ့ဆိုတော့ပါစံနဲ့ပဲနှုတ်ဖြေပြီးတော့ခေါ်တဲ့အထက်မှာပါသွားတယ်ပေါ့နော်ဒါတော့အဲ့ရနေပြီးတော့ဟိုစာဖြစ်သွားတယ်ပေါ့ကျွန်တော်ဒီနံလောကတွေကိုရောက်သွားတယ်ပေါ့အဲ့တော့ခမည်းရဲ့ဒုတိယမေးခွန်းဖြစ်တဲ့ဟာပေါ့နော်။ဘာကြောင့်ရေနံကိုရွေးတာလဲပေါ့။နော်။ဟုတ်ကဲ့ပါဆရာပြောရမယ်ဆိုရင်တော့နည်းနည်းတော့အာမနာတမ်းပြောရရင်ပေါ့နော်။အဲ့ဒါဟိုပေါ့ပညာရေးစနစ်ကဟိုစာပဲပေါ့နော်။မမှန်ကန်မှုပဲဆိုတော့ကျွန်တော်တို့ BSc အောင်တဲ့အချိန်မှာပဲ1972မှာ United Nation Development ကနေပြီးတော့ဟိုဆိုမြင်လို့တော့သိမှာပေါ့ဟိုစာကနေပြီးတော့ Computer UCC ကိုလည်း United Nation ကပဲစထောင်ပေးတယ်အထောက်ပံ့ပေးတယ်ပညာတော်သင်တွေလွတ်တယ်နော်ပစ္စည်းတွေပေးတယ်အဲ့ဒါနဲ့အပြိုင်ကျွန်တော်တို့ geology မှာလည်း applied geology department ဆိုပြီးတော့သူတို့တွေကစထောင်ပေးတယ်နော်ထောင်ပေးတဲ့အချိန်မှာတင်တာကတော့သူတို့တွေကဆိုရင် exploration geophysics exploration geochemistry ပြီးတဲ့အခါမှာ mineral exploration and mineral economics ဆိုပြီးတော့ဘာသာရပ်တွေလုပ်တယ်အဲ့တော့အကုန်လုံးအဲ့ချိန်မှာဆိုရင် professor တွေလာတင်တဲ့ထားတွေ project director တွေကအကုန်လုံး UNDP ကနေပြီးတော့ခန့်လာတယ်
ဒီဆရာတွေပါပဲကနေဒါတို့အင်္ဂလန်တို့အဲ့မှာရှိတဲ့ဆရာတွေကလာတင်တယ်ဆိုတော့ကျွန်တော်တို့တက်တယ်ပေါ့နော်ကျွန်တော်တို့ဟို fresh graduate ဖြစ်တဲ့72မှာအောင်ထားတဲ့ဒီ qualify ဖြစ်တဲ့အဲ့ချိန်တော့လည်း qualify ဖြစ်တဲ့လူတွေပဲပေါ့နော်အမှတ်နဲ့ရွေးတော့အဲ့ဟာတွေကတက်ကြတယ်ပြီးတော့အလုတ်ထဲမှာရှိတဲ့ဒီတတုတွင်နဲ့ဘာဘူမိဗေဒနဲ့တတုရှာဖွေထုတ်လို့ရေး corporation ကလူတွေကလည်းအဲ့သူတို့ကြတော့ကျွန်တော်တို့ရဲ့အသက်ကြီးတဲ့လုတ်သက်ရှိနေတဲ့လူတွေတက်ကြတယ်တွက်ပြီးတော့အဲ့ဓာတွေကကျွန်တော်တို့နှစ်တက်ရတာတက်ပြီးတော့1974ပြီးကန်ဒီမှာကျွန်တော်တို့ဟိုစာဖြစ်တော့မယ် graduate ဖြစ်တော့မယ်ပေါ့ကျွန်တော်တို့အဲ့ချိန်မှာ dissertation ပေါ့နော်နောက်ထပ် thesis တစ်ခုရေးနေတဲ့အချိန်မှာပဲရေးနာခေါ်အဲ့တော့အဲ့ချိန်ကတော့ကျွန်တော်တို့ကလူငယ်ဟိုပေါ့ဘွဲရခါစား21နှစ်မှာ BSc ရတယ်23နှစ်မှာဒီ DAG ရတယ်ဆိုတော့ကိုတင်ထားတဲ့ဟာနဲ့လောက်စားခြင်းလောက်စားခြင်းเนาะကျွန်တော်တို့ကဒီ mineral exploration and mining and mineral economics မှာပဲကိုတင်ထားတဲ့ subject နဲ့လုပ်မယ်ဆိုပြီးရှင်းရွယ်ထားတာပဲဒါပေမဲ့เนาะဒါကတော့ခင်ဗျားတို့ဟိုပေါ့နောက်ပိုင်းပြန်ဖြတ်ရင်လည်းဖြတ်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ UNDP နဲ့စပြီးတော့ဆွေးနွေးလာတာအဲ့ချိန်မှာတော်လှန်ရေးကောင်စီပဲရှိသေးတာအဲ့ချိန်မှာရှိတဲ့ပညာရေးတာဝန်ခံပေါ့ဟိုနာမည်တိုက်ရိုက်ပြောရင်တော့ဒေါက်တာညီညီပေါ့နော်သူပဲကျွန်တော်တို့ geology ကသွားတဲ့ဟာပဲသူတို့ဒါကိုအကောင့်တွေပေါ်လာအောင်ပဲကျွန်တော်တို့ DAG project ပေါ့နော်ပြီးတော့ကွန်ပျူတာမှာဆိုလဲကိုစိုးမြင့်တို့ကိုတင့်ကျူတို့သိမှာပါဒီဟိုစာပေါ့နော်ဆရာကြီးတွေဆရာဘယ်သူလဲကျွန်တော်မေ့တော့ခဲဆရာဒေါက်တာတင်မောင်တို့နော်ပြီးတဲ့အခါမှာ ဆရာဦးစိုးပိုင် ကွန်ပျူတာတွေကိုဖြစ်လာအောင်စတည်ထောင်ဆွေးနွေးလာတော့အဲ့တော့ဒေါက်တာညီညီလက်ထက်မှာရအောင်ယူလာတယ်အဲ့ချိန်မှာပဲ1974မှာမဆလာရဲ့ပေါ့နော်ဖွဲ့စည်းအုပ်ချုပ်ပုံပေါ်လာပြီးတော့အဲ့ချိန်မှာအစိုးရဖွဲ့တယ်ပေါ့နော်ဆိုပြီးတော့ဖွဲ့တော့ဒေါက်တာညီညီကခုနပညာရေးတာဝန်ခံပြောရရင်တော့ဟိုတော်လိုင်းရေးကောင်စီရဲ့ပညာရေးဝန်ကြီးကနေပြီးတော့ဒီမဆာလာ1974ဖွဲ့စည်းအုပ်ချုပ်ပုံအရာတတုတွင်ကိုဝန်ကြီးဖြစ်တော့ဖြစ်တော့စပြီး UN နဲ့ဆွေးနွေးထားတာတော့ပထမတစ်နှစ်ကျောင်းသားဟိုတဝက်လောက်ကရုံးထဲကလူတွေကလာတက်ကြတော့တဝက်လောက်ကကျောင်းသားတွေပဲဆိုတော့ပထမတစ်နှစ်တက်ပြီးတာ ਨੇ automatically ဒီကျောင်းသားတွေကတစ်နှစ်ပြီးတာ ਨੇ ဒီတတုတွင်ဝင်ကြီးဌာနရဲ့ apprentice ဖြစ်မယ်ဆိုပြီးလို့ဒါပေမဲ့ဟိုဘက်ကိုဒေါက်တာညီညီရောက်လဲရောက်တော့ကျိုးနီစနစ်တွေရခေါ်လို့မရလဲစောင့်ဆိုကျွန်တော်တို့ကတော့စောင့်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဓာတွေကမဖြစ်တော့ကျွန်တော်တို့ first batch ဒီတက်တဲ့လူတွေကျွန်တော်ထင်တယ်တယောက်မှဒီလုပ်ငန်းခွင်တွေကိုဒီတင်ထားတဲ့ subject နဲ့မရောက်သွားဘူးအဲကျွန်တော်တငယ်ချင်းတယောက်ပဲအဲကိုတင်မောင်ဝင်းတယောက်ပဲသူက apply geology department မှာပြန်ပြီးတော့ဆရာဖြစ်တာပဲဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တော့ပေါ့ကိုလှုပ်ချင်တာလှုပ်လို့တင်ထားတဲ့ဟာနဲ့ပေါ့နော်လူငယ်စိတ်နဲ့ကတော့ကိုတင်ထားတဲ့ဟာနဲ့ပဲငါတို့တိုင်းပြည်အကျိုးပြုမယ်လို့ငယ်တုန်းကတော့ဒီလိုတွေးတော့မဖြစ်တော့လေသွားပြီးတော့ပေါ့အဲ့ချိန်မှာရှိတဲ့ကျွန်တော်တို့ geology professor ကလည်းဟိုဘက်ကိုသူကညွှန်ကြားရေးမှူးချုပ်နေရောက်ပေါ့တော့ဘာပြောသေးတယ်ကျွန်တော်နဲ့ဟိုစားပေါ့နော်ခင်ဆရာဒီလိုပဲကျွန်တော်တော့ရေနံကခေါ်နေပြီဘယ်လိုလုပ်မလဲပေါ့အဲ့တော့ကလည်းခုနကပြောတယ် UN နဲ့ချုပ်ထားတဲ့စာချုပ်အရာမင်းတို့ခေါ်မှာပေါ့ဆိုတော့ကျွန်တော်တော့ပြောတော့အဲ့ professor ပြောတယ်ကွာတယ်မင်းရေနံဝင်ထားလိုက်ပါတဲ့ပြီးရင်လည်းငါတို့အဲ့ချိန်တုန်းကရေနံ
တတ်တူတင်ဝင်ကြီးဌာနရဲ့အောက်မှာဆိုတော့သူကနေပြီးတော့ပြီးရင်လည်းငါတို့ဘေးတိုက်ပြန်ခေါ်ယူပါမယ်ဆိုတော့ကျွန်တော်အဲ့ဒါနဲ့ဝင်သွားလိုက်တာဝင်သွားလိုက်တော့ MOC မှာဝင်သွားတာပေါ့နော်အဲ့မှာဆက်ပြီးလောက်တာဖြစ်သွားတာပဲမဟုတ်လို့ဒီတိုင်းပေါ့ခုနလိုပဲရေနံကရရဲ့သားနဲ့မဝင်ဘူးခုနတတုတွင်ရခေါ်မဲ့ဟာမှာစောက်မိရင်ကျွန်တော်ဟိုပေါ့ပတ်ချလဲတော့မှာပေါ့နော်ဆိုတော့အဲ့ဒါပါပဲဆိုတော့ ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာဆရာပြောပြခဲ့တဲ့ဟာတွေကကျွန်တော်ရဲ့ generation ကျွန်တော်လည်း geology ပေါ့ဆရာရဲ့ကျွန်တော်ရဲ့ generation ဆိုရင်တော့ကျွန်တော်က88မှ10တန်းအောင်ပြီးတော့ကျွန်တော်91မှာတက်ရတဲ့ geology တွေပေါ့ဆိုတော့94မှာတော့ကျွန်တော်တွေဘွေးရတယ်ဒါပေမဲ့အဲ့အချိန်ကျတော့ကျွန်တော်တွေကဘယ်လိုဖြစ်သွားပြီလဲဆိုတော့အလုံးချသွားပြီပေါ့နော် geology ဘွေးရပေမဲ့ကျွန်တော်ဘာသာတို့ကလည်းရဖို့မလွယ်ဘူးဒါပေမဲ့အဲ့တော့ခုနကလို့ဆရာတငယ်ချင်းထဲမှာတယောက်ကန်ကောက်တယ်လို့ရှိတယ်လို့ပဲကျွန်တော်စီမှာလည်းအဲ့ကန်ကောက်တဲ့လူကတော့အဲ့လိုရေနံဖက်ကိုရောက်တော့ပေါ့ဆရာဒေါ်လာတွေရတာပေါ့အဲ့လိုပဲကျွန်တော်တွေဒီအလို့ကင်တွေခေါ်တယ်အဲ့တုန်းကဒီခုနက Petronet တို့ဘာတို့ကလည်းခေါ်တယ်ခေါ်တော့ interview ဘာညာကျွန်တော်လည်းအခအစင်းစင်းအောင်ခဲ့တယ်နောက်ဆုံး personal interview မှာကြာတယ်ဆိုတော့အဲ့လိုပုံစံမျိုးမှာအမှန်မှာတော့သူကအဆိုင်လုံးမဲ့လူရှိပြီးသားကျွန်တော်ကိုအိမ်ဖြည့်ဖို့အတွက်ခေါ်ယူတော့ပဲအင်တာဗျူးလုပ်ပါတယ်ဆိုတဲ့ဟာမျိုးပုံစံမျိုးကျွန်တော်နားလေလိုက်တာပေါ့နော်အားနဲ့ကျွန်တော်ဒီgeology ကနေကျွန်တော်ဒီ computer field ထဲရောက်တော့တာပေါ့ဆရာလေးဒီထဲမှာတွေ့ရပေါ့နော်ဆရာ computer field ထဲမှာဆရာကဒီအထဲမှာတက်ခဲ့ရလေးတွေ့တယ်ပြီးတော့ဒီအခုကျွန်တော်ဆွေးနွေးနေတဲ့အထဲမှာလဲဆရာဦးစိုးမြင့်တို့ဆိုရင်ဆရာနဲ့ geology ကတိတ်မကော်ဘူး2နှစ်3နှစ်လောက်ပဲကော်မှာပေါ့နော်ရှင်းစင်နောက်စင်နေနှစ်လောက်ပြီးပဲတော့ ကော computer ဟုတ်ကဲ့ computer field ထဲကိုရောက်တော့တဲ့ဆရာတွေပေါ့ဆိုတော့ပြီးတော့ဒီကျွန်တော်အဖွဲ့ကိုယ်တိုင်ကလည်းဒီနေပညာပိုင်းလေးပါတယ် technology လေးပါတယ်ဆိုတော့အဲ့ဆရာတွေလည်းဖြည့်ဆွေးနွေးဟာမှာရှိမှာပေါ့ဆရာရဲ့ဆိုတော့ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ဆရာတို့နဲ့ဘယ်လောက်ကော်တော့တယ်ဆိုတာမျိုးပေါ့နှစ်ပေါင်းလောက်မှာ90ဆိုတော့ဘက်ကနှစ်ပေါင်း20လောက်မှာဒီ generation တစ်ဆက်ကတော်တော့ကိုပြောင်းလဲတော့တာပေါ့နော်ပေါ့ဒီပညာရေးပိုင်းဆိုင်ရာတွေဆိုတော့ဆရာကဒီအထက်မှာနောက်တစ်ခုဆက်ပြီးတော့မေးချင်တာကတော့ဒီဆရာရဲ့ဒီပမာပြင်မှာလုပ်ခဲ့တော့ကပထမဆုံး project နဲ့နေပြီးတော့အဲ့ပထမဆုံး project ရဲ့စိန်ခေါ်မှုလေးတွေပေါ့ဒါကတော့ကျွန်တော်ဒီနောက်အလုပ်လုပ်လာမဲ့လူငယ်တွေကအတွေ့အကြုံယူလို့ရအောင်ပေါ့ဆရာဒီကြားထဲမှာဘက်ကစာအုပ်စုံမြင့်တို့ပြီးတော့ဒီနေပညာပိုင်းနဲ့ဒီနားထောင်နေတဲ့ဆရာတွေထဲကလည်းမေးစာလေးတွေတော့ရှိလိမ့်မယ်ဆရာနည်းနည်းအတူရှုပ်ပြီးတော့နည်းနည်းအဲ့ဟာလေးပြောပြပါအောင်ဆရာဆရာအဆင်ပြေလားမသိဘူးဆရာကြားလားမသိဘူးဆရာကျွန်တော်ကတော့ကြားတယ်ဗျာဆိုတော့ဘယ်ဟုတ်သူဟုတ်မေးမလဲပါဖြည့်ခြင်းသေးလဲစောင့်နေတော့ဟုတ်ကဲ့ဆရာအရင်အဲ့ဟာလေးအရင်ဖြေလိုက်ပြီးတော့မှကြားထဲမှာဆက်ပြီးမေးပါလိမ့်မယ်ဆရာဟုတ်ကဲ့ပါโอเคဗျာကျွန်တော်ဆက်ပြီးမပြောခင်မှာပေါ့နော်ကျွန်တော်ပထမဆုံးပြောရမယ့်ဟာမေ့သွားပါမေ့သွားတယ်တော့မဟုတ်ပြောခွင့်ပြုပါဘာလဲဆိုရင်ပေါ့နော်အခုခင်ဗျားတို့မေးတယ်ခုနကကျွန်တော်ပြောစလို့ပေါ့နော်ကျွန်တော်တင်တာကနော် mineral and ဒီဥစားပေါ့နော် mineral exploration and mineral economics ကိုတင်ရတာနဲ့ဘယ်လိုလုပ်ရေနံကိုရောက်လာတာကိုကျွန်တော်အဲ့စနစ်ကြောက်ပေါ့နော်ပြောရရင်တော့ကျွန်တော်ကတော့အဲ့လိုမျိုးမပြောချင်ဘူးเนาะအဲ့လိုပေါ့အဲ့ချိန်မှာရှိနေတဲ့စနစ်အဖြစ်အပျက်တွေကြောင့်ကျွန်တော်ဒီလိုပဲရေနံလောကကိုရောက်သွားတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာ disclaimer လေးတစ်ခုလောက်တော့လုပ်ချင်ပါတယ်Professor Dr. Mimi Wimbat လို့ပေါ့เนาะအခုကျွန်တော်ပြောတာတွေကကျွန်တော်ရဲ့အမြင်เนาะကျွန်တော်ရဲ့ဖြတ်တန်းခဲ့တဲ့ဘဝအတွေ့အကြုံတွေမှာမူတည်ပြီးတော့ပြောတယ်အဲ့တော့ကျွန်တော်အခုဆိုကြည့်ပေါ့နော်ကျွန်တော်ကဒီဒေါ်လာရေးကောင်စီကနေပြီးတော့အခုဟိုစားပေါ့စစ်အစိုးရအထိကျွန်တော်မှာအစိုးရတွေခက်တွေကိုအများကြီးဖြတ်ခဲ့ရတာကိုကျွန်တော်45နှစ်ဆိုတဲ့ဟာအဲ့တော့ပြောသမျှဟာတွေကကျွန်တော်ရဲ့ personal အမြင်ကျွန်တော်ခံယူချက်ပေါ့နော်ဘယ်သူမှထိခိုက်ဖို့ဘယ်သူမှရည်ရွယ်ပြီးပြောတာမဟုတ်ဘူး knowledge sharing ပါပဲเนาะအဲ့တော့ခင်ဗျားဟာမဖြစ်ခင်ကျွန်တော်တခုကြံသွားပါတယ်ကျွန်တော်လှုပ်တဲ့ထဲမှာပေါ့နော်ကျွန်တော်မြန်မာရေနံမှာ15နှစ်ခွဲလှုပ်တဲ့အချိန်မှာ
အဲ့ပထမဆုံးစခြင်းကတော့ခုနပြောတဲ့ Applied Geology Department မှာ Geochemistry Geophysics ပြီးတဲ့အခါမှာဆို Mining and Mineral Economics တွေလုပ်ပေမဲ့1983 or 84ကျွန်တော်တိုက်ရိုက်တော့အဲ့ချိန်မှာ Petroleum Geology ဆိုပြီးတော့အဲ့ဒါကိုလည်း Applied Geology အနေနဲ့သင်မယ်ဆိုပြီးတော့ course ထပ်တိုးတယ်ပေါ့နော်အဲ့တော့ထပ်တိုးတော့အဲ့ချိန်မှာဖွင့်ပွင့်ခြင်းကတော့ဆရာကြီးတွေပဲပေါ့နော်ကျွန်တော်တို့ရှီကနေပြီးတော့ Director Planning တို့ပြီးတဲ့အခါမှာ Development Geologist တို့ပေါ့နော်သူတို့တွေကသွားတင်တယ်ပေါ့နာမည်ပေးတယ်တင်တယ်ဒါပေမဲ့ထုံးစံအတိုင်းနောက်ပိုင်းကျတော့သူတို့တွေက meeting နေနဲ့ပဲမလုပ်နိုင်တော့ပြီးတော့လဲကျွန်တော်ရဲ့ trainer ပေါ့နော်ခုနပြောရဲ Slumberger တို့ပြီးတဲ့အခါမှာဒီscholarship training တွေတွားထားတဲ့ဟာတွေကြောင့်ဆရာကြီးတွေကျွန်တော်ကိုသင်ခိုင်းတာတွေများတာပေါ့အဲ့တော့ petroleum geology ဒီ applied geology student တွေကိုသင်နေပြီးတဲ့အခါမှာ fee တွေမှာကျွန်တော်လိုက်ပြီးတော့ practical သင်ရတယ်ပေါ့အဲ့လိုသင်နေရင်နောက်ပိုင်းကျတော့ခင်ဗျားတို့လည်းမိမှာပါဒေါက်တာမြင့်လွင်သိန်းကနေပြီးတော့ဒီ Applied Geology Department ရဲ့သူကရှိdirector ကနေပြီးတော့ okay လူကြီးတွေမတင်နိုင်ရင်တကယ်တင်တဲ့လူတွေကိုပြောင်းပေးပါဆိုတော့ကျွန်တော် officially ပေါ့နော်88လောက်ကစပြီးတော့အဲ့တော့ကျွန်တော်ထွက်တဲ့အထိကျွန်တော်ကApplied Geology မှာ lecturer အနေနဲ့တရားဝင်ပေါ့အဲတော့ကတော့စွမ်းရည်ဝန်ကြီးဌာနကနေပြီးပညာရေးဝန်ကြီးဌာနကိုသူတို့တရားဝင်ပေါ့နော်အမိန့်ကြော်ညာစာတွေဘာတွေနဲ့ပြောင်းပြီးလုပ်တယ်ပေါ့နော်ဒါကကျွန်တော်ကြံလို့လုပ်တဲ့ထဲမှာပြောတာအဲ့တော့ခင်ဗျားမေးတယ်ပေါ့နော်ပထမဆုံးဟာ project ခင်ဗျားမေးတယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့ရေနံသဘောတရားကြတော့ပေါ့ကျွန်တော်တို့တွေက project လို့ဟာမျိုးမရှိဘူးပေါ့ကျွန်တော်တို့မှာအဓိကမြင်အောင်ပြောမယ်ဆိုရင်ဌာနနှစ်ခုbranch နှစ်ခုရှိတယ် geology က exploration branch နဲ့ development branch ပေါ့နော်အဲ့တော့ exploration မှာကြတော့ပထမဆုံးလုပ်ရတာတော့ field mapping တွေလုပ်ရတာပဲအဲ့တော့လုပ်ရတယ်ဆိုတော့ကျွန်တော်ကပထမဆုံးအလုပ်ကိုဝင်ခြင်းမှာစခြင်းကတော့ January မှာအလုပ်ဝင်တယ် April မှာထုံးစံအတိုင်းဖောင်ကြီးတဲ့ဆိုတော့ခင်ဗျားတို့တော့မိခဲ့သလားမမိခဲ့သလားတော့မသိဘူးပေါ့ကျွန်တော်တို့ခေတ်ဟာတော့ဖောင်ကြီးအဲ့ချိန်မှာပေါ့အင်မတန်active ဖြစ်နေပြီးရေပန်းပေါ့အစိုးရမှုထမ်းဖြစ်ရင်ဒါနဲ့စတာအဲ့တော့ကျွန်တော်ပထမဆုံးဟာတော့ဖောင်ကြီးကို4လခွဲ5လတက်ရပါတယ်အဲ့တော့ဇေယ21ဆိုတဲ့ဟာမှာတက်ပြီးတော့လုပ်တယ်အဲ့တော့ဖောင်ကြီးကဆင်းခြင်းမှာကျွန်တော် exploration mapping နဲ့ပြီးဆင်းရတယ်ပြီးဆင်းရတော့ဘယ်နေရာတွေဆင်းရလဲဆိုတော့ခြင်းရဆိုရင်ကျွန်တော်မြောင်ကနေမြိုင်ဆိုတဲ့မြို့နယ်ကနေစတယ်ပြီးတဲ့အခါမှာတောင်ဘက်ကိုဆင်းလာတယ်ပြီးတဲ့အခါမှာအရာတော်ပြီးတဲ့အခါမှာရေနံချက် Northern ရေနံချက်ပြီးတဲ့အခါကြောက်ခွဲလက်ပံတူဆိုတဲ့ geological structure တွေမှာကျွန်တော်တစ်နှစ်လုံးexploration mapping လုပ်ခဲ့ရတယ်နော်မြို့နယ်တွေနဲ့ပြောမယ်ဆိုရင်ပခုက္ကူမြို့နယ်မြိုင်မြို့နယ်ပေါက်မြို့နယ်ပြီးတဲ့အခါအရာတော်မြို့နယ်နော်အခုချိန်ကြည့်လိုက်မယ်ဆိုရင်အခုလက်ရှိအချိန်တွေကတော့အဲ့ဟာတွေကတော့တိုက်ပွဲတွေနဲ့မီးရှို့ခံရတာတွေမီးလောင်တာတွေနဲ့ဆိုတော့ကျွန်တော်ရောက်ခဲ့တဲ့နေရာတွေပေါ့တည်င်းတွေဖိုင်အင်မတန်စိတ်မကောင်းစရာတွေ့ရပါတယ်အဲ့တော့ project အနေနဲ့ပြောရင်တော့ကျွန်တော်ပထမဆုံးအဲ့မှာစပြီးတော့ဒီပေါ့အဲ့နေမြေတွေမှာ geological mapping လုပ်တယ်အဲ့တော့ကျွန်တော်လုပ်ခဲ့တဲ့နေမြေမှာပဲအခုနောက်ပိုင်းကျတော့ရေနံမြေတွေဖြစ်လာတယ်ပေါ့နော်လက်ပံတိုးရေနံမြေကြောက်ခွဲရေနံမြေပြီးတဲ့အခါမှာဆိုရင်အရာတော်ကတော့ဟိုတုန်းက gas ရှိတော့အရာတော်ရဲ့နောက်ဖက်မှာ
ဆိုရင်တာကြီးတောင်ရေနံမြေတွေဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုဟာပဲကျွန်တော် project ဆိုရင်တော့အဲ့လိုပဲပြောရမှာပေါ့နော်ဒါတွေဖြစ်ခဲ့ပါတယ်အဲ့တော့နောက်တစ်ခုခင်ဗျားမေးတာတော့ပေါ့နော်အလုပ်ထဲဝင်တဲ့အခါမှာပထမဆုံးဘယ်လိုစိန်ခေါ်မှုတွေရှိတယ်လဲနော် ဟုတ်ကဲ့ပါဆရာ နော်အဲ့စိန်ခေါ်မှုဆိုတော့ခုနလိုပေါ့ကျွန်တော်ဘောကဆက်ကြောင်းကိုကျွန်တော်အတူပြောတယ်လို့ပေါ့နော်တက်ကတူတက်တာပဲကျွန်တော်တောက်လျှောက်6နှစ်တက်ခဲ့တယ်ပေါ့နော်ဟို BSc ရဲ့ပြီးတဲ့အခါမှာ Postgrad Diploma ကျောင်းပြီးတာနဲ့တန်းပြီးတော့ကျွန်တော်ကအလုပ်ထဲရောက်သွားတယ်ရောက်သွားတယ်ဆိုတော့ကျောင်းသားဘဝနဲ့နော်လက်တွေ့လူဘဝနဲ့အလုပ်ဘဝနဲ့ကြတော့အများကြီးกว่าတာပေါ့နော်ဟိုကျောင်းသားဘဝတော့ဘာမှမသိဘူးအလုပ်ထဲဆိုတော့အလုပ်ထဲမှာရှိနေတဲ့အမှုတန်းတွေကလည်းကြာပြီကိုအောက်မှာလုံနေပေမဲ့ကိုယ့်ရဲ့ယာတူးတိုင်းသူတို့ရှေ့ကနေပြီးတော့နော်သူတို့အထာလေးတွေပေါ့သူတို့လောက်တာလေးတွေကိုလမ်းလောက်ရတယ်သိုံမသိဥပမာကျွန်တော်တစ်ခုလောက်ပြောတယ်ကျွန်တော်တို့အဲ့ချိန်တုန်းက fee စင်ကျွန်တော်တို့ဟိုစာမှာပဲ MOC အောက်မှာပဲ PBSC ဆိုတာဟိုဘက်မှာရှိတော့ရေနံစီပေါ့အဲ့ခေတ်တုန်းကနော်ပပကာတို့ဘာတို့အဲ့ချိန်ပြည်သူဆိုင်နေရှိတယ်ကျွန်တော်တို့ fee စင်ရေနံစီကိုပေပါလိုက်ရတယ်ထုတ်လို့ရတယ်ပေါ့နော်ထုတ်ပြီးကျွန်တော်တို့ကတဲတဲ့နေရာမှာထားများသောအားဖြင့်တော့ဘုန်းကြီးကျောင်းနေပါတယ်ပေါ့နော်ဖရာတို့ဘုန်းကြီးကျောင်းနဲ့ဖရာနဲ့ဆက်တဲ့နေရာမှာပြီးကျွန်တော်တို့ကတော်ရဲဝင်ပြန်လာရင်ကန့်ဖို့မယ်လုပ်တဲ့လူကဆရာရေနံစီပေါက်သွားလို့မိကြီးတဲ့စိတ်ဝင်သွားတယ်ဆိုကျွန်တော်ကတကယ်ကိုမသိတာဒါဟုတ်ဥစ္စာပါเนาะရေဆိုတော့ဟိုចောင်းသားဘဝနဲ့အလုပ်နဲ့ဘယ်လိုကွာတယ်ဆိုတော့ကျွန်တော် geologist ကလည်း2ယောက်ပဲရှိတယ်ကျွန်တော်ရဲ့10နှစ်လောက်လုပ်သိကြည့်တယ်ပါတီ leader နဲ့ကျွန်တော် assistant ဟိုစားပေါ့เนาะပါတီဟိုစား leader ပေါ့အောက်မှာတော့အလုပ်သမားတွေရှိတာဆိုတော့ပါတီ leader ကတော့သူကြုံဘူးနေမှာပေါ့အေးပါဘာညာပေါ့ဟိုစားလောက်ထားကျွန်တော်ကအောက်ကိုသွားပြီးတော့အဲ့ဂျေဟိုစားပေါ့လှုပ်တော့ထားတာပေါ့နော်ပတ်ချာလဲမှာဒီရေနံစီကဆိုးနေတာအဲ့တော့ကျွန်တော်ကသွားပြီးတော့ကျွန်တော်တို့ခင်ဗျားတို့သိမှာပါ geological hammer နဲ့အောက်ကိုနည်းနည်းလေးတူချီတော့သူကအပေါ်ယံလေးပဲစုံနေတာရှယ်အောက်ကိုစိတ်တာပျောက်တာဒီ paper ရဲ့တဝက်ပေါ့နော်ပြောရမယ်ဆိုဂါလန်20ကျော်လောက်ပျောက်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးပေါ့နော်စပြီးကြုံတဲ့အတွေ့အကြုံကတော့ကျောင်းသားဘဝနဲ့တကယ်လူဘဝပေါ့နော်ထဲဝင်သွားတဲ့အခါမှာတော့ဒါတွေစပြီးတင်ယူရတော့ပေါ့ပြီးတဲ့အခါမှာဟိုပေါ့အဲ့ချိန်မှာကျွန်တော်ခုနအခုပြောနေတာမြန်မာ Wide Corporation ဆိုတဲ့အချိန်ပေါ့ကျွန်တော်တို့ဝင်တဲ့အချိန်မှာဆိုတော့အဲ့ချိန်မှာတော့ကျွန်တော်တို့ရေနံလောကမှာအခုတည်းထိလဲဟိုပေါ့နော်စာရီအရေးအသားယုံတွင်းဘာညာအကုန်လုံးကအင်္ဂလိပ်လိုသုံးစာဖြစ်ကြတယ်ပေါ့နော်အင်္ဂလိပ်စာပဲသုံးရတယ်။ဘာကြောင့်လဲဆိုရင် MOC ဆိုတာဟိုအစပိုင်းနေဟိုပေါ့နော်စပြီး BOC ဆိုတဲ့ Burma White Corporation ကနေအဆင့်ပြောင်းလာBurma White Corporation ဆိုရင်1887နဲ့တူတယ်စပြီးသူကတည်ထောင်ပြီးတော့ပေါ့ဗျာဒါတွေကတော့တမိုင်းနေထဲမှာခင်ဗျားတို့ဟိုဒါတွေထဲဟိုရာဇဝင်ဟိုစားထဲမှာဖတ်ဖူးမှာပါဆိုတော့တောက်လျှောက်ဒီ British ရေနံကုမ္ပဏီကနေပြီးတော့ဒါဟိုစားလောက်သွားတာเนาะဆိုတော့အစင်းစင်းအဲ့ပုံစံအတိုင်းပဲလောက်တော့အင်္ဂလိပ်စာနဲ့ပဲလောက်ရတယ်ပေါ့ဒီနံရိုက်တာဥပမာဆိုရင် report ရေးတာအကုန်လုံးဟာတွေကအင်္ဂလိပ်လိုလုပ်ရတယ်ဒါပေမဲ့တခုပေါ့เนาะကျွန်တော်တို့ကခုနပြောလို့ပဲကျွန်တော်တို့ကကျောင်းတက်တုန်းကလည်း68 to 72ပြီးတဲ့အခါ72 to 74ကလည်းဒီနိုင်ငံသား professor တွေနဲ့ပဲသင်ရတော့ English ကတိတ်ပြီးတော့ gap ကအဲ့ချိန်တုန်းကတိတ်မရှိသေးဘူးပေါ့နော်အဲ့တော့
ကျွန်တော်အတွက်ကတော့တိတ်ပြီးတော့ဟိုဥစားမဖြစ်ဘူးပေါ့နော်အဲ့တော့ခုနပြောလို့ပဲခင်ဗျားတို့ geologist တွေပါတယ်ဒီထဲမှာအဓိကကတော့ကျွန်တော်ကခုနပြောတဲ့ DAG ဆိုတဲ့ဘွဲ့နဲ့ခန့်တာမဟုတ်ဘူးသူတို့က BSc ဆိုတဲ့ဟာနဲ့သူတို့ကခန့်တော့အလောက်ကတော့ခုနပြောတဲ့ mineral မှာပဲသွားလို့နော်ဆယ်မြောင်းမှာပဲသွားလို့ပြီးတဲ့အခါမှာဆိုရင်ရေရရှိပဲသွားလို့အခြေခံ geology ကတော့အတူတူပဲပြီးတော့လုပ်ငန်းခွင်မှာဘယ်လိုသုံးနေဆိုတာတွေကတော့ခုနရှိတဲ့ကိုယ်မှာရှိတဲ့အထက်မှာရှိတဲ့ဆရာသမားတွေပေါ့နော်စီနီယာသမားတွေကနေပြီးတော့သင်ပေးတယ်ပြုပေးတယ်ဆိုတော့ဟိုလောလဲကူကူပဲဟိုစာကျွန်တော်လိုက်လို့ရပါတယ်ပြီးတဲ့အခါမှာဟိုဒီကတင်တဲ့ဒီ mineral exploration နဲ့ပတ်သက်တော့ mapping တွေဘာတွေမှာလဲကျွန်တော်တို့ကအဓိကထားတွေလုပ်ခဲ့ရတာဆိုတော့တန်းပြီးတော့အဲ့အနေအလုပ်ထဲဝင်သွားတော့လောလဲကူကူနဲ့ပဲ catch up လုပ်လို့ရပါတယ်ကွာတာကတော့ခုနပြောစလို့ပဲဘယ်လုံးမဆိုဝင်သွားပြီဆိုရင်သူ့ရဲ့ subject အရာတည်တဲ့ဟာတွေရှိမယ် geology မှာပဲ petroleum geology ကိုအဲ့မှာစပြီးတည်ရတာပဲเนาะပြီးတဲ့အခါမှာအဲ့မှာကိုဖတ်တင်ဖတ်ထိုက်တာတွေကိုဖတ်ရတာပဲပြီးတော့ဘယ်လိုအလုပ်တွေဆိုတဲ့ဟာကိုလုပ်ရတာပဲပြီးရင် protocol ပေါ့เนาะအစဉ်စဉ်ဘယ်လိုဆက်ဆံရတယ်ဆိုတာတွေကိုဟိုစာလုပ်လို့ရသွားတော့ပါဟုတ်ကဲ့ပါဆရာဆရာအခုပြောတဲ့အပိုင်းတွေကတော့လောလောဆယ်ဆရာဒီကျွန်တော်နိုင်ငံဗမာပြည်မှာနေပြီးတော့မြန်မာနိုင်ငံမှာအလုပ်လုပ်ခဲ့တဲ့ဒီအတွေ့အကြုံတွေနဲ့ဒီစိန်ခေါ်မှုတွေပေါ့နော်စိန်ခေါ်မှုတွေကတော့မဆလာခေတ်ကလေးကအဲ့ဟာတွေအခုနကတော့ပျောက်ချမှုတွေကချီးနေတာဆိုတော့မြင်ကွက်မြင်တာပေါ့ဆရာလေဆိုတော့ဆရာဒီအတွေ့အကြုံတွေနဲ့ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့မေးချင်တာဆရာကရောက်တော့တာကိုနိုင်ငံခြားအဓိကတော့အရှေ့တောင်အာရှနိုင်ငံတွေကိုအဲ့ပညာနဲ့ပဲတော့လောက်တာဆိုတော့အဲ့ဒီအထဲမှာနှစ်ခုဖြစ်လာမှာပေါ့ဆရာတစ်ခုကတော့ဒီပေါ့ဆရာ ဒီ online ပေါ့ online ဆိုတာကကျွန်တော်ကုန်းတွင်းဒီရေနံချဖွေးမှာအဓိကဗမာပြည်မှာတော့ဆရာလုပ်ခဲ့တဲ့လိုမျိုးပေါ့ဘက်ရောက်တော့ဆရာက offshore ဖြစ်တော့မှာပေါ့နော်ဆိုတော့အဲ့နေပညာတွေကော်ဟာမှုတွေပြီးတော့အဲ့ဒီကိုယ်နိုင်ငံနဲ့ချင်ရင်အဲ့နိုင်ငံတွေရဲ့အဲအတွေ့ပေါ့အတူယူစရာတွေကဘာတွေရှိမလဲပေါ့ဆရာအဲ့ဟာလေးကောက်ရှင်းပြပေးပါဦးအဲ့လိုပေါ့နော်ဥစားပေါ့ပြောတဲ့အထဲမှာပေါ့နော်ဟိုကြံသွားတာကျွန်တော်ဗမာပြည်မှာလုပ်ရင်းနဲ့ပေါ့နော်နောက်ဆုံးပိုင်းနေပေါ့88မတိုင်ခင်ရှေ့ပိုင်းလေးတွေမှာ83 80 1983 84လောက်မှာကြာတော့ကျွန်တော်တို့အခုဗမာပြည်မှာထုတ်နေတဲ့ယေတနာပေါ့နော်ယေတနာအများဆုံးအခုထုတ်တယ်အခုတည်းကလည်းထွက်နေတယ်ပေါ့နော်ဆက်ရှင်ရတာဒီ total ကနေပြီးတော့ပြင်သစ်ကုမ္ပဏီကနေပြီးတော့သူကလွှဲသွားတော့သူ့မှာ minor brush ဟို partner ဖြစ်တဲ့ PTTEP ဟိုတွေကကုမ္ပဏီကနေပြီးတော့เนาะသူကဆက်ယူပြီးတော့အခု run လုပ်တယ်ပေါ့အဓိကလည်းဒီဟိုယတနာ project ကထွက်တဲ့တန်းငွေတွေအကုန်လုံးကိုကျွန်တော်တို့ pipeline နဲ့တွဲပြီးတော့ယူတရားကိုဝယ်ပို့ယူတရားနေပြီးတော့သူ power generation နဲ့တုံးတာပေါ့နော်ကျွန်တော်ကတော့ခုနပြောတဲ့ဟိုပြည်တွင်းမှာတော့တောက်လျှောက်အများစုကျွန်တော်ဟိုဆာမှာကုန်းပေါ်ပဲကျွန်တော်တို့ဗမာပြည်အဲ့ချိန်တော့ကုန်းပေါ်ပဲရှိတယ်ဒါပေမဲ့အဲ့ချိန်မှာ1973 4လောက်မှာဗမာပြည်ကို first round of နိုင်ငံခြားကုမ္ပဏီတွေဝင်တယ်နော်ဝင်တာအဲ့ဒီမှာ Mataban City တို့ပြီးတဲ့အခါမှာဂျပန်ကုမ္ပဏီဝင်တယ်ပြင်သစ်ကုမ္ပဏီဝင်တယ်ပေါ့နော်အဲ့ဒါကုမ္ပဏီ၄-၅ခုပေါ့အဲ့တော့ကျွန်တော်တို့အလုပ်ဝင်တဲ့1975မှာကျတော့သူတို့ကပြီးသွားတယ်သူတို့ကပြန်ပြီးစုပ်သွားတယ်ပေါ့အဲ့တော့အဲ့မှာကြံနေခဲ့ပြီမယ်ကျွန်တော်တို့ offshore မှာကျွန်တော်တို့ MOC ကနေပြီးတော့ကိုဖတ်ကိုတူးတာတူးတဲ့အချိန်မှာခုယေတနာဆိုပြီးတော့ဓာတ်ငွေ့မီဖြစ်လာမယ်နော်ဟာကျွန်တော်တို့ခေါ်တာတော့ 3C 3CA ဥစားပေါ့နော်ကဲဒါလေ
3CA ဟိုစားပေါ့နော်ဟိုစား X ဆိုပြီးတော့အဲ့နေရာမှာကျွန်တော်တို့ကအခုထုတ်နေတဲ့ gas fee ကိုတွေ့တာအဲ့တော့ပထမတစ်တွင်တွေ့တယ်တွေ့ပြီးတော့နောက်ထပ်တစ်တွင်တွေ့တယ် appraisal သဘောပြီးတဲ့အခါမှာကျွန်တော်တို့တွေက result ကိုတွေ့တယ်နော်အဲ့မှာကျွန်တော်ကပါနေပြီပေါ့နော်အဲ့ချိန်မှာတော့ကျွန်တော်တို့ reservoir geology section ကိုဖွဲ့ပြီးတွက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့တွင်းတဲ့ပေါ်မှာမူတည်တယ်ပြီးတဲ့အခါမှာ 3D seismic ဆိုတာမရှိသေးဘူးရှိထားတဲ့ 2D seismic ပေါ်မှာပဲမူတည်ပြီးတက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ result ကိုဆိုရင်4.38 trillion ရှိတယ်ဆိုပြီးတော့ခန့်မှန်းတယ်ပေါ့နော်တွက်ချက်တယ်ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်တို့ရှိမှာ technology လည်းမရှိဘူးပြီးတဲ့အခါမှာအဲ့အချိန်မှာ83 84လောက်မှာ1983 84လောက်မှာဆိုရင်ကမ္ဘာမှာလည်း gas ကိုဒီလောက်ကြီးဟိုစားမတုံးသေးတော့ investor တွေကလည်းမလာဘူးပြီးတော့လည်း political ဟိုစား background အရာဆိုရင်လည်းအဲ့ချိန်မှာတော့မဆလာရဲ့ပေါ့နော်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့တကားပိတ်မူဝါဒအရာဘယ်ကုမ္ပဏီမှမလာအဲ့တော့ဗမာပြည်နဲ့အဲ့ချိန်မှာအရင်းအနှီးဆုံးဆက်ဆံနေတဲ့ဂျပန်ကနေပြီးတော့ပေါ့နော်သူတို့ကနေပြီးတော့လာပြီးတော့ကျွန်တော်တို့ရှာ data တွေယူတယ်တွက်တယ်ပေါ့နော်တွက်ပြီးတော့သူတို့တွက်တော့ကျွန်တော်တို့ MOC ကတွက်တော့4. ဟိုစား43ကနေသူက3.83ပေါ့နော်ဆိုတော့တိတ်မကွာဘူးပေါ့ဆိုတော့ဒီဟာကြီးရှိနေမှန်းကိုသိတယ်ပတ်စံမရှိဘူးထုတ်လို့မရဘူးကိုယ့်ဘာကို develop လုပ်လို့မရဘူးဂျပန်ကလည်းမလုပ်ဘူးအဲ့တော့ဂျပန်နဲ့လည်းအဲ့ချိန်မှာဒီမဆလာရဲ့နောက်ဆုံးအချိန်မှာဘာကြောင့်လဲတော့ကျွန်တော်ဒီတေးတော့မသိဘူးပေါ့နော်ဂျပန်နဲ့ဗမာအစိုးရနဲ့ပေါ့နော်ဆက်ဆံရေးကလည်းတိတ်ပြီးတော့အဆင်မပြေတော့ဂျပန်ကလည်းမလုပ်တော့ဟိုပေါ့သူကလည်းအဲ့ချိန်မှာကျွန်တော်ခုပြန်ကြည့်တဲ့အချိန်မှာကျတော့ဂျပန်လည်းအဲ့ချိန်မှာသူတို့က gas fee offshore တွေကိုတိတ်ပြီးထွက်တယ်ဆိုတာမရှိသေးဘူးပေါ့နော်သူတို့လည်း experience သူတို့မယုံကြည်တာလည်းနေမှာပေါ့သူတို့အဲ့တော့ကျွန်တော်တို့88ရေခင်းနေဖြစ်တယ်ပြီးချင်းတကားဖွင့်ဆိုပြီးတော့ကျွန်တော်တို့1990မှာကြီးညာပြီးတော့ရေနံကုမ္ပဏီတွေဝင်လာတယ်ခင်ဗျာခုနပြောသလိုပေါ့ကိုကျော်စန်းဦးကိုစာလုပ်သလိုပေါ့ရေနံကုမ္ပဏီတွေဝင်လာတော့လူတွေကအဲ့မှာရှောက်ကြတယ်ပြုတ်ကြတယ်ပေါ့နော်အဲ့တော့တူတယ်ကနေပြီးတော့ကျွန်တော်တို့ကျင်းတွေတွေ့ထားပြီးသားဟာကိုသူတို့ကနေပြီးတော့ယူသွားတာပေါ့နော်ယူသွားပြီးတော့သူတို့ကထုတ်တယ်နော်ထုတ်တယ်ဆိုတာသူက91လောက်မှစလုပ်တယ်စပြီးရောက်လာ90 offshore တွေမှာ develop လုပ်ရတာအရင်ကြာတော့98လောက်မှသူက first gas ကိုစရောက်နိုင်ဆိုတော့ကျွန်တော်တို့ဗမာပြည်မှာဟို offshore experience မရှိတာတော့မဟုတ်ဘူးအဲ့တော့အဲ့ပတ်ချာလေမှာလေကျွန်တော်တို့အဲ့ချိန်မှာနိုင်တယ်လောက်ပေါ့အဲ့ချိန်မှာ22 set တစ်ခုကိုအရင်ဆုံးတော့ငှားတယ်နောက်ကြတော့ဝယ်တယ်နေမင်းအောင်ဆိုတဲ့ဟိုစာ22 set ကိုဝယ်တယ်ဝယ်ပြီးတော့အဲ့ဒါနဲ့ like တူးတယ်ပေါ့ထပ်ပြီးမတွေ့အခုခြေတနာဆိုတဲ့ဟာပဲတူတယ်ကရသွားတဲ့ဟာမှာပဲတွေ့အဲ့တော့တူတယ်ကလည်းအခုနောက်ပိုင်းပေါ့နော်သူတို့ 3D seismic တွေပြေးတယ်ပြုတ်တယ်ပြီးတော့ near field ဆိုပြီးတော့သူတို့လိုက်ပြီးတော့အဲ့နားတွေရှာတယ်ဒါပေမဲ့ကြီးမားတန်ငွေတိုက်ထပ်မတွေ့ဆိုတော့အဲ့တော့ခုနပြောသပေါ့ကုန်းတွင်းဘိုင်းမှာအဓိကအဲ့တော့ခမားခုနမေးတယ်ပေါ့နော်နိုင်ငံခြားကိုဖွက်တဲ့အပိုင်းကိုကျွန်တော်ပြောမယ်ပေါ့နော်အဲ့တော့ထွက်ချင်းမှာကျွန်တော် Petronas ကိုရောက်သွားတယ်ရောက်သွားတော့ Petronas ကနေပြီးတော့အဲ့ချိန်မှာတူးသမျှဟာတွေပေါ့ project တွေရတယ်ပြီးတော့ပြောရရင်တော့ခုနပြောတယ်ကျွန်တော်ပထမနှစ်ခွဲပဲကျွန်တော်က exploration mapping exploration ဌာနဘက်မှာရှိပြီးတော့ကျန်တဲ့အပိုင်းတွေကျန်တဲ့ကျွန်တော်15နှစ်မှာဆိုရင်73နှစ်
လောက်ကအကုန်လုံးကကျွန်တော် production and development မှာပဲကျွန်တော်လုပ်ခဲ့တာအဲ့တော့ Petronas ကိုစရောက်သွားတော့လည်းအဲ့လိုပဲ development project တွေမှာပဲကျွန်တော်ဝင်ပြီးဟိုစလုပ်ရတယ်ဒါအတွက်လည်းသူတို့ငှားတာပေါ့လေအလုပ်ခန့်တာဆိုတော့အကုန်လုံးကတော့ offshore ပေါ့အကုန်လုံးမလေးရှားမှာဖြစ်တာလည်း offshore ပဲဆိုတော့ offshore မှာကြတော့ခုနလိုပဲဟိုပေါ့ offshore platform နေနဲ့တူတယ်ဆိုတော့အဲ့ project တွေမှာကျွန်တော်ဝင်လုပ်ရတယ်နော်ဆိုတော့ Petronas မှာ9နှစ်ခွဲပြီးတယ်ကျွန်တော်အမေရိကကို home base ရွှေ့ရတယ်ရွှေ့ပြီးတော့ကျွန်တော်ကာတာကိုသွားပြောင်းလုပ်တယ်6နှစ်ကာတာကိုပြောင်းလုပ်တဲ့အခါကျတော့ကာတာကျတော့ဂုံးတွင်းပြန်ဖြစ်ပြန်ပြီးတော့ခင်ဗျားတို့ geology ဆိုတော့နည်းနည်းဟိုစားဖြစ်ဖို့ကတော့ကျွန်တော် interview မှာမေးတယ်သူတို့ကကြိုက်တယ်ခံတယ်ပြောတော့ကျွန်တော်ကတော့ပွင့်လေးလေးပဲပြောငါတောက်လျှောက် plastic ဆိုတဲ့ sandstone တွေမှာပဲရေနံထုတ်တာ develop လုပ်တာလုပ်ခဲ့တယ်ကာတာကြတော့အကုန်လုံးက carbonic ဆိုတော့ငါ carbonic ကို experience မရှိဘူးဆိုတော့ recruit လုပ်တဲ့ manager ကပြောလဲလားတယ်မင်းဘာမှမပူနဲ့မင်းတို့ geology ကအတူတူပဲတဲ့ဟိုပေါ့နော်ခဏပဲမင်းဆိုတော့မင်းအလုံးစုံတက်လာပဲတဲ့ဒီဟာကိုပြန်ဖတ်လိုက်ပြူလိုက်တွဲလုပ်လိုက်တာနဲ့မင်းချက်ချင်းကက်ရှာဖြစ်မယ်ဆိုတော့ဟုတ်ပါတယ်သွားလိုက်တော့ဒီ carbonic စာကိုလုပ်တော့ development နေမှာကြတော့ဘာမှတိတ်မကွာဘူး exploration ကတော့နည်းနည်းကွာတာပေါ့လေနော်ဟိုကျွန်တော်တို့ plastic sandstone မှာရှိတဲ့ဟာနဲ့ဒီ carbonic မှာလုပ်တဲ့ဟာနဲ့ကွာတာပေါ့နော်အဲ့တော့ပြောရရင်တော့ခုနလိုပေါ့ခမရမေးတယ်ပါကွာလဲပေါ့နော်ဗမာပြည်မှာလုပ်တာပြီးတဲ့အခါမှာနိုင်ငံခြားမှာလုပ်တာအဲ့တော့ကျွန်တော်စလုပ်တာမလေးဟိုပေါ့ကျွန်တော်တို့ရေနံကုမ္ပဏီတွေမှာလဲနော်အဓိကကျွန်တော် classification ခွဲပြပါဆို national wide company တွေရှိတယ် national wide company ဆိုတာကျွန်တော်တို့အခုဗမာပြည်မှာရှိတဲ့ MOG လို့ပေါ့ပြီးရင် Petronas နော် PTTEP ဆို PTTEP ဆိုရင်သူက Urea National Wide Company ပဲ Petronas ဆိုရင် Malaysia National Wide Company ပဲပြီးရင် Qatar Petroleum သူက National Wide Company တွေပြီးတဲ့အခါမှာဆိုရင်နောက်ပါရှိလဲဆို International Oil Company ဆိုပြီးတော့ရှိတယ်နော် International Oil Company ကတော့ဒီက Total လို့လိုဟာမျိုး Petrobras လို့လိုဟာမျိုးပေါ့နော်ဥပမာဆိုတော့ Chevron လို့လိုဟာမျိုးနော် ExxonMobil လို့လိုဟာမျိုးဒါတွေက International Company ပြီးတဲ့အခါမှာပေါ့ခုနပြောတဲ့ National Oil Company ပြီးတဲ့အခါမှာ International Oil Company ပြီးတဲ့အခါမှာ Service Company ဆိုတဲ့ဟာဘယ်လိုလဲဆိုရင် Halliburton လို့လိုဟာမျိုးပြီးရင် Schlumberger လို့လိုဟာမျိုးပြီးရင် Baker Hughes လို့လိုဟာမျိုးအဲ့တော့ကျွန်တော်ကတော့ခုနပြောတယ် National Oil Company လည်းလုပ်ခဲ့ဘူးတယ်ပြီးတဲ့အခါမှာ International Oil Company တွေလည်းလုပ်ခဲ့ဘူးတယ်ပြီးတော့ Service ခေတ်ကုမ္ပဏီတွေမှာပဲကျွန်တော် Schlumberger ရဲ့ Halliburton ကိုလုပ်ခဲ့ဘူးတယ်နော်အဲ့အတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့ခင်ဗျားမေးတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်အားကွာတယ်နော်ဗမာပြည်ကတော့ပေါ့နော်အခုရထိကြီးမားမား major organizational structure change ဆိုတာမရှိဘူးကျွန်တော်တို့အစဉ်အဆက်ဒီပေါ့နော်မဆလာခေတ်ကနေပြီးတော့တည်ယူလာတဲ့ corporate government ဟာပဲအဲ့တော့ကျွန်တော်တို့ဗမာပြည်မှာ MOC နောက်ကြတော့ MOG ရဆိုရင် corporate structure အနေနဲ့ပဲသူကလုပ်တာနော် business အရာ operation cost တွေအရာရှိနေတဲ့ရေနံဈေးနှုန်းတွေအရာနော်စီးပွားရေးမကိုက်တော့ဘူးဆိုတဲ့ဟာမျိုးမှာလည်းရပ်ပစ်လို့မရဘူးနော်နိုင်ငံခြားကိုရောက်ပြီးကျွန်တော်လုပ်တော့ခုနကပြောတဲ့ National Oil Company ဖြစ်တဲ့ Petronas တို့ Qatar Petroleum တို့ကြတော့
သူက business structure အတိုင်းကိုသူကလုပ်ထားတယ် government of ဌာနလို့တော့မလုပ်ထားဘူးသူက corporation ဆိုပြီးကိုလုပ်ထားတာ business teacher run ဆိုတော့အဲ့ဒါအဓိကဗမာပြည်နဲ့ဟိုစားနဲ့ကွာတာပြီးတဲ့အခါမှာကြတော့နော်နောက်တစ်ခုကဘာလဲဆိုတော့ management system တော့အဲ့တော့အခုတည်းကလည်းရှိနေတာပဲဗမာပြည်မှာဘယ်လိုမှလုပ်လို့မရဘူး management ကဘယ်ကလာလဲဆိုရင် top down management ပဲလာတယ်နော်အဲ့ကျွန်တော်တို့မဆလာခစ်တို့ဘာတို့နောက်ဆုံးမဆလာပြီးဟိုပေါ့နော် LDP နိုင်ငံခံဖို့အခြေအထိဖြစ်လာတဲ့အချိန်တွေမှာကြာတော့ဟာလုံးဝ budget မရှိဘူးဒါပေမဲ့ရေနံထွက်လည်းမကြအောင်ဘယ်လောက်ထွက်မယ်ဆိုတော့နံပါတ်တွေပဲဆိုတဲ့ဟာမျိုးတွေကိုအပေါ်ကလာတဲ့ဟာတွေကိုဘယ်လိုမှ technical reason ပေးလို့မရဘူးဖြစ်ချင်မှလည်းဖြစ်မယ်တင်ဆိုတဲ့ဟာမျိုးနဲ့ plan တွေလုပ်တင်အဲ့တော့နိုင်ငံခြားမှာကြာတော့နော်ကျွန်တော်တို့ဒီဟို project တွေလုပ်ရတဲ့ company တွေလုပ်တဲ့အခါမှာကြာတော့အကုန်လုံးကခုနပြောတဲ့ business model ဘယ်လောက်ဒီ project ကဘယ်လောက်ကြတယ်ဘယ်လိုဟိုစားဖြစ်မယ်ဆိုတဲ့ဟာပဲ top level management ကပါတယ်နော် top down ရှိတယ်ပြီးအများစုကဆိုရင် bottom up ဆိုတဲ့ဟာရှိတယ်ပြီးတဲ့အခါမှာလုပ်နေတဲ့ technician အချင်းချင်း discipline အချင်းချင်းပေါ့နော်တခြားဘာသာရပ်တွေနဲ့လုပ်တဲ့အခါမှာကြတော့ကျွန်တော်တို့ကဒီ multi lateral နော်အဲ့ကျွန်တော်တို့ management တွေရှိတယ်ပေါ့နော်ဆိုတော့နိုင်ငံခြားဒီကျွန်တော်တောက်လျှောက်ပေါ့နှစ်30ကျော်အဲ့တော့ကျွန်တော်ကဒီနိုင်ငံခြားလုပ်တဲ့ဟာတွေမှာတော့ခုနပြောတဲ့ business ကိုမူတည်ပြီးပဲဖွဲ့စည်းထားတဲ့ဟာတွေဆိုတော့ multi discipline ပေါ့နော်ဗမာပြည်လိုဟာမျိုးမှာဆိုရင်အခုတည်း geology department က geology ပဲ geophysics က geophysics ပဲ production က production ပဲဒီ Petronas တို့ဘာလို့ဆိုရင်ဥမာကျွန်တော်စလုပ်တဲ့ဟာ Dulam project okay geophysics ကဘယ်သူ့ test လုပ်ထားတယ်ပြီး geology ကဘယ်သူ test လုပ်တယ် drilling ကဘယ်သူ test လုပ်တယ်ဒီ project အတွက်ဒါပေမဲ့တချို့ဟာတွေကြတော့လူလုပ်ထားတဲ့လူက technology အရာလို့ကျွန်တော်တို့ခေါ်တာ line department လို့ခေါ်တယ်တေချာရှိနေတယ် geology ကဟာလူကြီးက experience ရှိတဲ့လူတွေဒါတွေကနောက်ကနေ backup ပေးတယ်ဒီဝိုင်းဖြည့်ရှင်းပေးတယ်ဆိုတော့အဲ့လို management တွေကတော့ကွာတာပေါ့နော်ဟိုနိုင်ငံခြားမှာလုပ်သမျှဟာတွေကအကုန်လုံးက multi discipline ပြီးတဲ့အခါမှာဆိုရင်အဲ့ team concept နဲ့ပဲတွားကြတယ်အဲ့တော့ဗမာပြည်နဲ့ကတော့ဒါအကွာဆုံးပဲပေါ့ဟုတ်ကဲ့ဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာအတွေ့အကြုံတွေတကယ်ပြောရမယ်ဆိုတော့ဒီအခုလို့ကျွန်တော်တနားရီလောက်နဲ့တော့မပြီးနိုင်ပါဘူးဆရာအများကြီးဘဝတူတာလေးရပါတယ်ဆရာဆိုတော့ဒီကြားထဲမှာကျွန်တော်တခုတွေးလိုက်တာကတော့ပေါ့နော်ဆရာဒီနေပညာပိုင်းအနေနဲ့ရောဒီ business model နဲ့ဒီကျွန်တော်တို့ commercial method ဖြစ်တဲ့ဒီကျွန်တော်တို့ corporate method အမှန်မှာတော့ကျွန်တော်ဒီဗမာပြည်မှာလည်းဒီMOG ဆိုပြီး enterprise လို့တော့လုပ်ထားတာပဲဒါပေမဲ့business ဖက်ကိုမရောက်လာဘူးပေါ့နော်ပြီးတော့ဆရာဟိုစားရှင်းတော့ပြောခဲ့တဲ့လိုမျိုးဆရာတို့ကွင်းစင်းတဲ့အချိန်မှာတော့မှရေနံကို paper လိုက်ဘာမှပတ်စံဒီဟာတွေပါတယ် business အပိုင်းဆိုင်ရာမပါဘဲနဲ့ထုတ်လို့ရတဲ့ပုံစံမျိုးဆိုတော့ကျောင်းသားတွေတောင်ထုတ်လို့ရရင်အဲ့လိုဟိုအာနာရှိတဲ့လူတွေဆိုရင်တော့ပို့ပြီးတော့ဒါတဲ့အလွယ်သုံးစားလုပ်လို့ရနိုင်တဲ့အပိုင်းတွေတော့ရှိတာပေါ့ဆရာဒါကြောင့်လည်းကျွန်တော်မတိုးတက်တာလည်းဖြစ်မှာပေါ့ဆိုတော့အဲ့လိုအမှန်တိုင်းပြောမယ်ဆိုရင်တော့ကျွန်တော်ဒီမြန်မာနိုင်ငံအနေနဲ့ကြတော့ကျွန်တော်ဒီပေါ့နော် BOC ဆိုတာကဒီတခြားဒီခုဆရာရောက်ခဲ့တဲ့အခြေတောင်အာရှနိုင်ငံတွေမှာဒီရေနံတို့တဘာဝတန်ခွေတို့ကိုမထုတ်ခင်ကတိကပမာပြည်မှာစပြီးတော့ထုတ်တယ်ချစ်ရောက်မယ်ဆိုရင်ကျွန်တော်အများကြီးရောက်စရာရောက်သေးတာပေါ့ဆရာနေပညာပိုင်းနဲ့ရော
အတွေ့အကြုံနဲ့ရောဒါပေမဲ့အဲ့ဟာတွေမရောက်တာကခုနကလို့ဆိုတာထောက်ပြခဲ့တဲ့လိုမျိုးဟိုဟိုဖြစ်မှာပေါ့နော်ဆိုတာဖြစ်မဲ့လို့လည်းယူဆလို့ရတာပေါ့ဘာဖြစ်လို့အခုချိန်မှာPetronet တို့ပါလို့ဆိုရင်သူရဲ့ရေနံချက်လုပ်ငန်းတွေကလည်းတကယ်တိုးတက်လာတယ်ကျွန်တော်နိုင်ငံမှာဆိုရင်ကတော့ချာလို့ပုံစံမျိုးဖြစ်နေတယ်တကယ်နေပညာလေယာဉ်စီတီထုတ်လိုက်တဲ့တန်းစင်တဲ့အဆင့်ထိထုံးနိုင်ဖို့ဆိုတော့နေပညာတွေကမရှိသေးဘူးဆိုတော့အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အတွက်ဒါကတော့လူငယ်တွေအတွက်လည်းဖြစ်မယ်နောက်လာမဲ့အချိန်မှာ business လုပ်မယ်ပြီးတော့နိုင်ငံကိုဒီ planning လုပ်လို့ရမဲ့လူတွေအနေနဲ့လည်းအသုံးချမဲ့ဒီဟိုပါပေါ့ဆရာကော်ဟာချက်တွေပေါ့ဆရာစာပြောတဲ့အထက်မှာတော့နည်းနည်းပါးပါးတော့ပါပြီနည်းနည်းအဲ့ဟာလေးကိုဇောင်းပေးပြီးတော့ကျွန်တော်10မိနစ်15မိနစ်လောက်နည်းနည်းစာပြောပြနိုင်မလားဆရာရှင်ပြီးတော့เนาะကျွန်တော်နိုင်ငံနဲ့ဟိုဘက်ကတခြားနိုင်ငံတွေမှာဘယ်လိုပုံစံမျိုး business model တွေကတော်နေလဲပေါ့ဘယ်လို management နဲ့ဘယ်လိုနည်းပညာတွေနဲ့တော်နေလဲပေါ့ဆရာအဓိကဟုတ်ကဲ့ပါဆရာနော်ခုနကကျွန်တော်ပြောလိုက်တဲ့ထဲမှာပေါ့နော်ရေနံကုမ္ပဏီတိုက်တွေထဲမှာ National Oil Company ဆိုတဲ့ဟာပေါ့နော်ကျွန်တော်လုပ်ခဲ့တာဒီဗမာပြည်မှာလုပ်ခဲ့တယ် Petronas မှာလုပ်ခဲ့အဲ့တော့ကိုတူးကိုပြောရရင်နော် Petronas ဆိုတဲ့ဟာနော်အခုဆိုရင်ဗမာပြည်မှာလာပြီးတော့ရဲတံခွန်ဆိုပြီးတော့ထုတ်တယ်နော်ပြီးတော့ဆူဒန်မှာလုပ်တယ်ဗင်နီဇွဲလားမှာသွားထုတ်တယ်နော်ကျူဘားမှာသွားပြီးရှီယာရာတို့ပြူတာတို့လုပ်တယ်အဲ့တော့သူတို့ကဘယ်တော့မှစပေါ်လဲဆိုရင်နော်1975မှာသူတို့က Petronas ဆိုပြီးတော့စပြီးစလုပ်တာအဲ့တော့ကျွန်တော်တော့အလုပ်ဝင်တဲ့1990မှာကြာတော့သူတို့ရဲ့15နှစ် anniversary ဆိုပြီးတော့နော်အဲ့တော့သူတို့အမှုတိုင်းတွေကအဲ့အချိန်အထိမှာပဲနော်15နှစ်အတွင်းမှာပဲသူတို့ကနေပြီးတော့ဂျေနန်ကုမ္ပဏီစပြီးတော့အဲ့1990ကျော်ပေါ့92လောက်3လောက်မှာဗီယက်နမ်မှာသွားပြီးတော့သူတို့ဘာသူတို့တူနေနော်သူတို့ project ယူပြီးတော့ပေါ့နော်ဟို sub contract တွေကတော့ခေါ်ရတာဆိုပြီးတော့လုပ်တယ်မွေးမြူပြီးတဲ့အခါမှာ PTTEP เนาะကျွန်တော်ရဲ့ဒီမှာရှိရကျွန်တော် training တခုတက်ထားတဲ့ထဲမှာเนาะ LOX Analyst Training ဆိုတာစလမ်ဘတ်ဂျာမှာလုပ်ရင်းနဲ့ကျွန်တော်တို့တွေလုပ်တော့အဲ့ချိန်မှာမှเนาะ PTTEP က staff တွေကလာပြီးတော့စပြီးသူတို့ကလေ့လာတာပြီးတော့မှပြန်သွားပြီးတော့မှသူတို့ကစပြီးစာလုပ်တာဆိုတော့ကျွန်တော်တို့ဗမာပြည်ကခုနပြောတဲ့ BOC တွေကစလာတဲ့ဟာနော်1887မှာတဲ့ကျွန်တော်တို့ mechanized drilling နဲ့ရေနံချောင်းမှာစပြီးတော့တူးတယ်ပြီးတော့1902မှာဆိုရင်6ဆိုတဲ့ရေနံမြေအတစ်ကြီးကိုတွေ့တယ်အကုန်လုံးအဲ့ရနေဖြစ်လာအဲ့တော့ကျွန်တော်တို့ကတော့ရေနံလောကထဲနေတော့ပေါ့နော်စာဖတ်နေပါသိရတယ်ဆိုရင်အခုကဘာမှာထိတ်တန်း one of the ရေနံကုမ္ပဏီဖြစ်နေတဲ့ British Petroleum နော်ကြားဘူးမှာပါ BP ဆိုတာကိုကြားဘူးကြလားတော့မသိဘူးဆိုတာဟုတ်ကဲ့ဆရာကြားဘူးပါတယ်နော်အဲ့ British Petroleum ဆိုရင်ဘယ်ကစဖြစ်လာလဲဆိုရင်သူတို့တွေကအခုအီရန်မှာရှိတဲ့ကျွန်တော်ဖီးနံပါတ်တော့မေ့သွားပြီအဲ့မှာတူးဖို့အတွက်သွားတဲ့အခါမှာကျွန်တော်တို့ဗမာပြည်မှာတူးနေတဲ့အဲ့ BOC တဲ့ရေနံချောင်းတို့6တို့ကနေပြီးတော့အဲ့ရ technician တွေ professional တွေကိုအီရန်ကိုသွားအဲ့ရနေမှာစပြီးတော့ British Petroleum ဆိုတာဖွဲ့ပြီးတော့ပေါ့အခုဆိုရင်ကမ္ဘာထိပ်တန်းဝင်ရေနံကုမ္ပဏီဖြစ်တယ်ပြီးတဲ့အခါမှာမလေးရှားမှာကုန်းပေါ်မှာတခုစီးရီးယားဖီဆိုတာဘရူနိုင်းနဲ့ကပ်နေတဲ့ဟာမှာကုန်းတွင်းရေနံမြေလေးတစ်ခုရှိတယ်အဲ့မှာတူးဖို့လုပ်တော့မှဆိုရင်ခုနပြောတယ်ကျွန်တော်တို့ BOC ကဒီတွင်တူတို့အကုန်လုံးအဲ့သမားတွေကိုလှုပ်ပြီးတော့ပို့ပြီးတော့စီးရီးယားရေနံမြေအဲ့အမျိုးဆက်ပြီးတော့အခုဘရူနိုင်းမှာရှိတဲ့ရေနံကုမ္ပဏီတွေဆက်ဖြစ်တာအဲ့တော့ကျွန်တော်တို့နိုင်ငံကဘာကြောင့်မဖြစ်ခဲ့လဲနော်ဆိုတော့ခုနလိုပေါ့ကျွန်တော်ကတော့
တွဲလုပ်ရင်းနဲ့ Petronas မှာဆိုရင်သူတို့လူငယ်တွေကိုဘယ်လို train လုပ်လဲပြီးတော့အဆင့်ဆင့်ကိုဘယ်လိုလုပ်ဥပမာဆိုတော့စပြီး graduate တယောက်ရောက်လာတယ်ကျွန်တော်အောက်မှာ2ယောက်3ယောက်တွဲပေးထားတယ်တင်းနဲ့တင်းသူတို့ကနည်းနည်းတက်သွားပြီးပြီဆိုရင်ကိုယ်တိုင်လုပ်ဖို့တဲ့ပေါ့နော်တချို့လည်းလုပ်တယ်အများစုကတော့မလုပ်ဘူးပေါ့တည်သွားရုံပဲဖြစ်တယ်နောက်တစ်ဆင့်ကိုဆက်သွားပြီးတော့နောက်ပိုင်းသူတို့တွေက manager တွေဖြစ်ဒီ GM တွေဖြစ်နောက်ဆုံးဒီဥစ္စာပေါ့ president တို့ vice president ဖြစ်ဒီတိုင်းပဲကျွန်တော်နဲ့အဲ့ lock knowledge training မှာတက်တဲ့မလေးဒီရိုးရာတွေအကုန်လုံးတချို့က director တွေအဆင့်ထိတာဖြစ်ဘာလဲဆိုတော့သူတို့ professional နိုင်ငံသားကိုမြောက်တင်ပေးတဲ့ဟာသူတို့ရဲ့ management အုပ်ချုပ်တဲ့ဟာတွေဖြစ်ကျွန်တော်တို့ရှိမှာအခုရထိပါဖြစ်လဲအမြဲတမ်းအပေါ်ကနေလာတယ်ဒါရိုက်တာလည်းပြောရရင်တော့ပေါ့နော်တိုက်ရိုက်ပြောရင်တော့မိုးကြရွှေကိုတွေကရောက်လာဟိုအောက်ကနေတက်ဖို့မကြိုးစားပဲနဲ့ယာတူးကြောင့်ဒါကြောင့်အပေါ်ကိုယူခြင်းပဲလေရရှင်းလေးပဲ opportunity တွေရှိတော့လူတွေကိုနိုင်ငံခြားကုမ္ပဏီခင်ဗျား interview ဝင်ဖြေတယ်ပြောတယ်အများစုက MOG တဲ့ကနေပြီးတော့အလှည့်ကျတွဲပေးတဲ့လူတွေပဲများဌာနဟုတ်ပေါ့နော် discipline မျိုးစုံပေါ့ geology geophysics ဟာ engineer production engineer အကုန်လုံးကိုအဲ့ဒါတွေကလုပ်ပေးနိုင်တာဘာလဲဆိုတော့ခုနပြောတဲ့ position ယူထားတဲ့ဒီလူတွေပေါ့အဲ့တော့ဟိုမှာကဘယ်လိုလဲဆိုတော့ Petronas ကျွန်တော်နောက်ပြောမယ်ထဲပါလာမှာပါကျွန်တော်တို့အခုကျွန်တော်တို့ဟိုဆောင်မှာလုပ်နေတာနောက်ဆုံးဟာ reservoir characterization level အထိသွားတယ်เนาะ 3D modeling နဲ့ဟာတွေအထိသွားပြီးတော့မှအဲ့ဟာမှ international standard လက်ခံတဲ့ဟာမျိုးဖြစ်ဗမာပြည်မှာ credit မရှိဥပမာဒေနန်ကုမ္ပဏီတစ်ခုကိုတွဲပြီးတယ်နော် PTT EP လိုဟာမျိုးပေါ့အကုန်လုံးအမှန်မှာတော့ကုမ္ပဏီတိုင်းကိုတွဲပေးတာပဲကျွန်တော်ဥပမာတစ်ခုတွဲပေးတယ် geologist တွေ position ပေါ်မူတည်ပြီးတော့ဒေါ်လာစာဖြစ်တယ်ပေါ့နော်တစ်နှစ်ဥပမာဆိုရင်ဟိုတလားကိုဒေါ်လာ1000ဆိုတော့ဗမာပြည်မှာဒေါ်လာ1000ကလည်းမနည်းဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါမလေးရှားမှာကျတော့ဘာမှဒေါ်လာ US 1000ကဘာမှတော့မရှိဘူးပေါ့1000တွဲပေးတယ်တစ်နှစ်ပြည့်တယ်ပြန်သွားတယ် technology ဘာလုပ်လဲဘာမှသူမယူသွားနိုင်ကိုကစလွတ်လိုက်တော့ကလည်းခုနချီးမြှောက်တဲ့အနေနဲ့လွတ်လိုက်တယ်ဟိုလည်းကြိုက်ရက်ကြတယ်ပေါ့နော်ဟိုသွားခြင်းတဲ့လူတွေအဲ့တော့ဒီ management လုပ်တဲ့လူတွေကငါတို့ကဒီ technology မှာဒါလိုနေတယ်တက်အောင်တယ်ဥပမာဒီတယောက်လွတ်လိုက်တယ်မရမဟုတ်လေပြန်လာတယ်မင်းဘာတွေတက်လာလဲဘယ်အဆင့်ထိရောက်ပြီလဲနောက်ထပ်တယောက်ကိုဆိုရင်အဲ့အနေဆက်ပြီးတော့မြင့်ပေးတဲ့ရှိကိုလွတ်အောင်ဒါအဲ့လိုမျိုး Petronas တို့ PTT EP တို့ကြာအဲ့အတိုင်းလုပ်တာအဲ့တော့ technology ကိုသူတို့ကရသွားတာကဘာနဲ့ရှင်ပြီးတော့ပေါ့နော်ကဘာနဲ့ရှင်တယ်ဆိုတာဥပမာဆိုတော့ကျွန်တော်တို့ကအခုရေနံတိုက်တစ်ခုကိုတွေ့တယ်ဟာအောက်မှာမြေကြီးမှာ50 million barrel ရှိတယ်အဲ့ဒါကိုယ့်ကုမ္ပဏီကပြောတဲ့ဟာကိုကျန်တဲ့လူတွေကလက်ခံတာမဟုတ်ဘူးအထူးဖြင့်အကုန်လုံးကခုနပြောတဲ့ business model နဲ့သွားတဲ့အတွက်ကြောင့်ဘာဖြစ်လဲသူက investment လုပ်ဖို့အတွက်ဆိုရင်ပတ်စံချီရမယ်ပြုရမယ်ဆိုရင် third party certification ဆိုပြီးတော့လို့အဲ့ third party certification ကြတော့သူတို့ဘာသူတို့ပြန်တွက်တာပဲနော်ဆိုတော့အဲ့လိုဟာမျိုးအဆင့်ထိကို Petronas တို့ PTT EP တို့ကရောက်အောင်သွားတယ်ကျွန်တော်တို့ဗမာပြည်မှာအခရတိမရှိဆိုတော့အဲ့ဒါကွာတာပဲလေနော်အဲ့တော့ခင်ဗျားပြောမေးတာအဲ့ဒါပဲလားတော့မသိဘူးကျွန်တော်
ဟုတ်ကဲ့ပါဆရာအေးဟိုပါပေါ့နော်အဓိကတော့ဟိုဒီနေပညာပိုင်းကော်တဲ့ဟာတွေပေါ့ဆရာအေးကော်တဲ့ဟာတွေအပေါ်မှာထပ်ပြီးတော့ဟိုပါပေါ့ထပ်ပြီးတော့နည်းနည်းဟိုပါမေးရမယ်ဆိုရင်ကျွန်တော်ဒီလက်ရှိလူငယ်တွေပေါ့ဟိုအခုနကဆရာပြောတဲ့အထိမှာတော့ပါတာပေါ့နော်သူများအဲ့လိုတကယ်အဲ့တို့ဟိုပါပေါ့ရေနံဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်လူငယ်တွေကိုသင်ပေးတယ်နေပညာအသစ်တွေကိုဟိုသင်သုံးတယ်အခုဆိုရင်ကျွန်တော်တို့ဒီဆရာပြောတဲ့အထိမှာ seismic တို့ပြီးတော့မှ ultrasonic တို့ဆိုတဲ့ဟာတွေ 3D 2D တိုင်းတွေ 3D သုံးကြတယ်နေပညာတွေမြင်ပြီးတော့ဆိုတော့opportunity တွေပေါ့ဆရာလူငယ်တွေအတွက်ဆိုရင် opportunity တွေရှိမှာပေါ့နော်ဒါဘာဖြစ်လို့ကိုယ်နိုင်ငံမှာကြတော့လေဒီရေနံနဲ့သဘာဝဓာတ်ငွေ့ဆိုတာကကျွန်တော်ဟိုတကယ်ထွက်တဲ့နိုင်ငံလေးဖြစ်နေတော့လူငယ်တွေအတွက်အလုပ်ပိုရနိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိတာပေါ့ဆိုတော့ဆရာအဲ့ဒီအပေါ်မှာအခြေခံပြီးတော့ဒီဟိုဆရာအကြံပြုချက်များရှိလားပေါ့နော်ဒီအခုနားထောင်နေမဲ့လူငယ်တွေအတွက်ဆိုရင်ဆရာအကြံပြုချက်လေးတွေပေါ့ဘာတွေများရှိမလဲပေါ့အခုနဆရာအနေနဲ့ကြတော့ဟိုရှိရအောင်ဟိုဆရာကလမ်းကြောင်းပေါ်မှာဆရာရှိနေတဲ့အချိန်မှာသူတောက်လျှောက်ကွက်တီဖြစ်သွားတယ်လေဆရာကြောင်းပြတဲ့အချိန်မှာ UN ကနေပြီးတော့အေးDAG လာဖွင့်တယ် DAG တက်လိုက်တယ်ပြီးတော့မှဆရာအလုပ်စားလုပ်တဲ့အချိန်မှာ Petronet တို့ဘာတို့ကဒီတက်တူဒီဘာပါလဲတဘာဝတန်းငယ်ရှာဖွေတွေအောင်မြင်လာတယ်အဲ့ဟိုပါပေါ့အဲ့ free ထဲမှာဆရာတောက်လျှောက်ရောက်တော့ဆရာနဲ့ကတော့ quality ဖြစ်တော့တာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးဒီခုခေတ်လူငယ်တွေအာအဲ့လို quality ဖြစ်နိုင်တဲ့အခွင့်အလမ်းတွေရှိနိုင်လားမဟုတ်ဘဲနဲ့ကိုကအဲ့လိုဘယ်လိုဟာတွေကိုလမ်းပြီးတော့ကိုကလိုက်လုပ်ထားမလဲပေါ့နော်အဲ့တော့တွေးကြုံဆရာပြောပြပေးနိုင်မလားမသိဘူးခင်ဗျာအေးပြပထမဆုံးပေါ့နော် encourage ပေါ့ပြောရမယ်ဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ဗမာပြည်မှာနော်ဒီကပုံတစ်ခုပြနော်ဒါကျွန်တော်တို့ဗမာပြည်ပေါ့ဒါကုန်းတွင်းနော်ကုန်းတွင်းမှာ14ခုနော်ပြီးတဲ့အခါမှာကမ်းလွန်မှာ3ခွက်3နေရပေါ့နော်အဲ့တော့စုစုပေါင်းကျွန်တော်တို့ကဟိုခုနပြောသလိုပေါ့ sedimental တည်တဲ့အတိုင်းပဲ geology ရရေနံနဲ့သဘာဝဓာတ်ငွေ့ရ sedimentology rocks တွေထဲမှာပဲတွေ့တယ်နော်တချို့အနေအပါး igneous rock မှာတွေ့တယ်ကမ္ဘာမှာပေါ့နော်ဒါ percentage သိပ်နည်းပါတယ်နော်5%အောက်လောက်ပဲတွေ့တယ်ပြီးတော့တွေ့တဲ့ဟာတွေကလည်းထိုအားခက်တယ်ပြီးတော့ကြာမခံဘူး free တစ်ခုအနေနဲ့အကြီးမဖြစ်လာအများစုက sedimentology basin ဆိုတဲ့ဟာတွေမှာပဲဖြစ်တယ်အဲ့တော့ sedimentology မှာနှစ်မျိုးရှိတာပေါ့နော်ကျွန်တော်ခုနပြောပြီးပြီကျွန်တော်ဗမာပြည်မှာလောက်တာမလေးရှားမှာလောက်တာကျွန်တော်က plastic rock ဆိုတဲ့ sandstone တွေမှာလုပ်ခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်ကာတာကိုပြောင်းတဲ့အခါမှာကျတော့ဒီဟိုစား carbonic rock စီမှာရှိတယ်အဲ့တော့ဒီ rock နှစ်မျိုးစလုံးမှာဆိုရင်ကျွန်တော်တို့ sedimentary basin တွေထဲမှာရှိတယ်အဲ့တော့ဗမာပြည်မှာ sedimentary basin အခုလက်ရှိပေါ့ကြည်ပြီးသားဟာဆို18ခုလောက်ရှိတယ်နော်ဒီ18ခုထဲမှာကြည့်မယ်ဆိုရင်ဒီ Central Basin လို့ခေါ်တဲ့ကျွန်တော်တို့ခင်ဗျားတို့ကြောင်းနေပါဒီမှာတော့တင်ပူခဲ့တာနဲ့နာမည်အခုချိန်ကတော့သူတို့ပေါ့နော်နိုင်ငံခြားကုမ္ပဏီတွေဝင်ပါညာ exposure တွေများလာတော့နာမည်တွေကနည်းနည်းပြောင်းတယ်ဟိုတော့ Slim Basin လို့ခေါ်တဲ့ဟာ Central Basin ပဲအဲ့မှာပဲအဓိကဗမာပြည်ကထွက်ဆုံးရေနံမြေတွေကအဲ့မှာရှိတယ်ပြောရမယ်ဆိုရေနံချောင်း6အရာတော်ပြီးရင်မန်းထောက်ရှာပင်နော်ပြလို့ပြီးတဲ့အခါမှာဆိုရင် ARE နော်တည်ရမှာဆိုရင် ARE ဒီဟိုစာမှာ ARE မဟုတ် Pro Embayment ဆိုတဲ့ဟာမှာကျွန်တော်တို့ဗာဓာတ်တွေ့လေမြောင်တွေ့တယ်ပြည်ရေနံမြေတွေ့တယ်ရွှေပြည်သာတွေ့တယ်ပြီးတဲ့အခါမှာ ARE ပေါ့နော် Delta မှာဆိုရင်ဗာတွေ့လဲဖျားကုန်းတို့အခုဆိုရင်ဟိုစားပေါ့မအူပင်တို့ဟိုစားတွေတွေ့တယ်ပေါ့နော်အဖျောက်တို့ဆိုတော့ gas field လေးတွေဒီမှာတွေ့တယ်အဲ့တော့ဒီသုံးခုပဲအဓိကဟိုစားဖြစ်သေးတယ်ပြီးတော့ offshore အနေနဲ့ဆိုရင်ဒါကကျွန်တော်တို့မုတ္တမ
basin လို့ခေါ်တယ်နော်အဲ့မှာကျွန်တော်တို့ယေတနာဆိုတာရှိတယ်ထုတ်နေတယ်နော်တိုတယ်ကနေပြီးတဲ့အခါမှာဒီမှာဇောတိကဆိုပြီးတော့ PTT EP ကထုတ်နေပြီးတော့အကုန်လုံးကယူတဲ့အောက်ကိုပြီးတော့ဒီဟိုစားပေါ့နော်ရောင်းနေတဲ့ဟာရှိတယ်ပြီးတော့ရဲတကွန်ဆိုတဲ့ဟာနော်ဒီမှာဒါတနင်္သာရီ basin မှာရှိတယ်ပြီးရင်ဒီမှာရွှေဆိုတဲ့ဟာဒီနားမှာရှိတယ်နော်ဒါရခိုင်အဲ့ကနေပြီးတော့ကျွန်တော်ပိုက်လိုင်းနဲ့ဖြတ်ပြီးတော့တရုတ်ပြည်ကိုပို့ပြီးဟိုစားလုပ်တယ်နော်အဲ့တော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့နည်းနည်းပဲတေချာရှာနိုင်သေးတယ်အဲ့တော့တခြားဒီမှာရှိတဲ့ဘေးစင်တွေဒါဆိုရင်ပဲခူးရိုးမဘေးစင်တို့နော်ရွှေဘုံဘုံရာ plain တို့ပြီးတဲ့အခါမှာဒါချင်းတွင်းဘေးစင်ဒီဟာတွေပြီးရင်ဟူကောင်းဆိုပြီးတော့ sedimentary basin ကျောင်းတော့ကတော့ခင်ဗျားတို့ stratigraphy သင်ခဲ့ရဘူးမှာပါเนาะသူကဆိုကလောတို့เนาะပြီးတဲ့အခါမှာတိဘောလာရှိုးတို့เนาะပြီးတော့နန်းယူတို့အဲ့ဟာဒီမှာ sedimentary တွေရှိတယ်အဲ့တော့ရှမ်းပြည်မှာရှိတဲ့ဟာတွေကတခုမှကျွန်တော်တို့ဟိုစားမရှာသေးဘူးအဲ့တော့ပြီးတော့ဒီဘက်မှာပဲအခုဟိုစားတွေရှိတယ်เนาะအကွက်တွေပေါ့เนาะဒီဘက်မှာရှိတယ်တင်းနှင်းသားကြီးမှာရှိတယ်အကွက်တွေရှိတယ်ဟိုတလောကပဲကြေညာတယ်ပေါ့ဘယ်လောက်ဆိုလဲပေါ့တော်တော်များတဲ့ trillion ပဲအဲ့ဒါ guess ဒီနားမှာရှိတယ်ပေါ့เนาะ M15 block ထဲမှာရှိတယ်တွေ့တယ်ဆိုပြီးတော့เนาะဒါကတော့ approve မလုပ်ပါသေးတဲ့ဟာပါเนาะဒါသူတို့ဘာသူတို့ကြေညာတာတပိုင်းကျွန်တော် internet ဘာညာရှာကြည့်တော့ accredit ဟို approve မလုပ်ရသေးဘူးရှာလည်းမရှာသေးဘူးပေါ့နော်သူတို့ trigger တစ်ခုကိုဟိုစာလုပ်တာပဲရှိတယ်ဆိုတော့အဲ့ဒါကိုကြည့်မယ်ဆိုရင်လူငယ်တွေအဖို့ပေါ့နော်ဒီ petroleum geology ကိုစိတ်ဝင်စားရင်လုပ်ဆရာတွေကတော့တပုံကြီးပဲနော်ရှိတယ်ဒါပေမဲ့ခုနကပြောလို့ပဲနော်ရေနံဘူမိဗေဒဆိုတာတန်းပြီးတော့ရေနံဘူမိဗေဒဆိုပြီးတော့တန်းဝင်လာလို့တော့မရဘူးနော်ဘွဲရဟာတွေနော်ဒါတပိုင်းနော်ကျွန်တော်အဲ့ဟာကိုပြန်လာမယ်အဲ့မတိုင်ခင်အခုလက်တလောပဲဖြစ်သွားတယ်ကျွန်တော်တို့ခင်ဗျားတို့ဟိုစားလာနော်ဘွဲရလာတယ် BSc geology ပေါ့နော်ပြီးတော့မှတခါ honors တို့ဘာတို့နောက်ပညာရေးစနစ်တွေပြောင်းနေကျွန်တော်တော့လိုက်မမီတော့ဘူးဘာပုံမူတည်ပြီးပြောင်းနေဆိုတာလေကျွန်တော်မသိဘူးပေါ့နော်အဲ့တော့အစတော့ကျွန်တော်တို့တက်တုန်းက geology က4နှစ်တက်ရတယ်ပေါ့နော်အခုကျတော့ geology က3နှစ်လို့ပြောတယ် honors ဆိုတော့မှ4နှစ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်တော့မသိဘူးပေါ့အဲ့တော့ master ကို petroleum geology ဆိုပြီးတော့ master ကိုယူတာရှိတယ်အဲ့တော့ကျွန်တော်က2016နောက်ပိုင်း full time နောက်ပိုင်းမှာဆိုရင်အမေလည်းရှိတော့ကျွန်တော်မကြာခဏပမာပြည်ကိုပြန်နေပေါ့နော်ပြီးတော့ကျွန်တော်ခုနလိုပဲတက္ကသိုလ်မှာပမာပြည်ကမထွက်သေးဘူးကကျွန်တော်က lecture လုပ်ခဲ့တော့ petroleum geology ကိုကျွန်တော်နိုင်ငံခြားအတွေ့အကြုံတွေ new technology တွေနဲ့သင်နေပေါ့အချိန်ရတိုင်း short course တွေပေးတယ်ပြီးတဲ့အခါမှာသူတို့ master thesis တွေကိုကျွန်တော်ဝိုင်းလုပ်ပေးတယ်ပေါ့နော် guide လုပ်ပေးတယ်ပြုတယ်နော်အဲ့လိုလုပ်သေးဘူးကကျွန်တော်မေးလိုက်တယ်နော်အဲ့တော့ရန်ကုန်ပေါ့ကျွန်တော်ရန်ကုန်ဝဲသွားနိုင်တော့ရန်ကုန်အဲ့တော့ petroleum geology ပေါ့နော်ဟိုတက္ကသိုလ်အစုံကလာတာဟိုသူကလည်းသူ့ကိုကူပါအောင်ကြည့်ပေးပါအောင်ဆရာပေါ့နော်ဆိုတော့ guide လုပ်ပေးပြီးမေးလိုက်တော့ petroleum geology ပဲရန်ကုန်တဝိုက်မှာနေပဲပေးတာ master ပေါ့နော်4 ခုရှိတက္ကသိုလ်4 ခုရှိအဲ့မှာပဲခုနပြောတဲ့ applied geology department ဟာတခါသူက petroleum geology ကိုပေးသင်နေတယ် diploma ဆိုပြီးတော့ဆိုတော့အကုန်လုံးကအများကြီးဖြစ်အဲ့တော့သူတို့တွေကုန်ကြတယ်အခုဖြစ်ပေါ့နော် thesis တစ်ခုကိုဆိုရင်တိန်ကို10နဲ့ကိုတော်တော်များများ10ဖြစ်အောင်ကုန်ကြတယ်ဆိုကျွန်တော်ကအံ့ဩတာပေါ့နော်ဆိုတော့ပြီးတော့လေတက်တဲ့လူတွေကများတယ်အလုပ်ကြတော့ဘယ်ကုမ္ပဏီမှမခေါ်နိုင်
တချို့အဲ့ထဲကအနေချင်းနိုင်ငံခြားကိုထွက်ပြီးတော့အခုမတ်လောကလုံနေတာတို့ဘာတို့အဲ့လိုပဲ1 ယောက်2 ယောက်လောက်ပဲကျွန်တော်တော့တွေ့ဘူးအဲ့တော့ကျွန်တော်ပြောချင်တာအခုချိန်မှာပဲအဲ့လိုဖြစ်နေတဲ့ geology petroleum geology အခြေအနေမှာပဲတန်းပြီးတော့အခုရေနံချောင်းတက်ကတူကနေပြီးတော့ဒီ undergrad ပေါ့ BSc အတွက်ကိုစားပေးမယ်လို့ဆိုပြီးတော့ကြေညာတယ်အခုစဖွင့်နေပြီပြောတယ်ခင်ဗျားတို့တော့ကြားသလားတော့မသိဘူးဆိုတော့နော်အဲ့ဟာစဖွင့်နေပြီဆိုတော့အခုနိုင်ငံအပြင်မှာအခုနားထောင်နေတဲ့လူငယ်တွေထဲမှာရှိငါတို့တော့ပေါ့နော် petroleum geology BSc နဲ့မရဘူးအဲ့တော့ရေနံလောကတွေဝင်ဖို့ခက်မယ်ဆိုပြီးတော့စိတ်အားငယ်ခြင်းငယ်ပဲပေါ့နော်ဒါကတော့ခုနပြောသလိုပဲဗမာပြည်ရဲ့ဖြစ်နေတဲ့နိုင်ငံရေးအခြေအနေအုပ်ချုပ်ရေးအခြေအနေရဝင်ကြီးတစ်ပါးတက်လာရင်ကိုလှုပ်ဆောင်ချက်ပြချင်တော့ဒါစဖွင့်နေဆိုပြီး petroleum geology ဆိုပြီး undergrad ကိုပြီး geology ကတော့အတူတူပဲခုနပြောရဲကျွန်တော်တို့ဒီရေနံမှာလုပ်တဲ့ဟာမှာဆိုရင်ကျွန်တော်တို့အကုန်သင်ခဲ့ရတဲ့ physical geology ပါတာပဲ structure geology ပါတာပဲ stratigraphy တွေပါတာပဲပြီးရင် sedimentology ပါတယ် diagenesis တွေပါတယ် depositional environment တွေပါတယ်နော်အကုန်လုံးကဒီမှာပါပြီးသားပဲနော်အဲ့ဒါကမှကျွန်တော်အတွေ့အကြုံပြောတာပါကျွန်တော်နိုင်ငံတော်တော်များများမှာလုပ်တော့ကုမ္ပဏီလည်းတော်တော်များများမှာလုပ်တော့ international က geologist တွေတွေ့လောက်ရတယ်နော်ဥပမာဆိုရင်မလေးရှားတို့ဟာမျိုးမလေးတွေရှိတယ်နော်အင်ဒိုနီးရှားရှိတယ်ဖိလစ်ပင်းရှိတယ်ဗီယက်နမ်ရှိတယ် Middle East သွားလုပ်တယ် Europe က geologist တွေတပုံကြီးနဲ့တွဲလို့ရတယ်အဲ့တော့ဒါတွဲလို့ရင်လည်းဖြစ်တော့မေးတာသိတာပဲနော်သူတို့ကဘယ်လိုဘွဲရခဲ့လဲ normal geology ပဲရတာရေနံတွေကိုရောက်သွားတဲ့အခါကျမှခုနပြောသူပဲကျွန်တော်ဆိုရင်ခုနပြောတဲ့ဒီ log analysis training ထက်ခါပြီးတဲ့အခါမှာ Petronas ကိုရောက်သွားတော့ development မှာ computer training တွေနော် workstation လုပ်တဲ့ဟာတွေအဲ့ဓာတွေပေါ်မှာမူတည်ပြီးတော့မှဒါလူကဒီအလုပ်ထဲမှာပါသွားတာအလုပ်လိုအပ်ချက်အရာခုနပြောတဲ့ကုမ္ပဏီတွေကအမြဲတမ်းသူက polish လုပ်ပြီးတော့နော်တင်သွားတာအဲ့တော့အခုဘွဲရတဲ့အတွက်ကြောင့်ငါတို့ကခုနပြောတဲ့ဗမာပြည်မှာဖွဲ့တဲ့ petroleum geology တက္ကသိုလ်ကမအောင်ခဲ့လို့အတွက်ရေတံကုမ္ပဏီ join လုပ်လို့မရဘူးဆိုတာတော့မဟုတ်ပါဘူးနော်ကိုယ့်ရဲ့အခြေခံဖြစ်တဲ့ကိုယ့် degree ကိုသင်ခဲ့တဲ့ subject တွေနော်အထူးသဖြင့်ရေနံနဲ့ဆိုင်တဲ့ဟာတွေပေါ့ခုနပြောရေနံနဲ့ဆိုင်တာလည်းအမျိုးတော်တော်များပါတယ်ဖယ်လိုက်ရင်ခုနပြောတဲ့ INEOS တို့เนาะကျွန်တော်တို့သင်ခဲ့ရ INEOS spectrum ဟိုစားပေါ့เนาะ rock အကြောင်းဒီဟိုစား metamorphic rock အကြောင်းတွေကိုဖယ်လိုက်ပြီးရင်နောက်ဆုံး tectonic ဟာတွေကအစကျွန်တော်တို့ရေနံရှာတဲ့ရေနံကုမ္ပဏီတွေမှာသုံးတဲ့ထဲမှာပါတာပဲအဲ့တော့ကိုကအဲ့ဓာတွေကိုကြောင်းကြကြည့်ချင်းတက်လို့ရေနံနဲ့ဆက်တဲ့ကုမ္ပဏီကိုဝင်သွားနိုင်ပြီဆိုရင်ခုနပြောတဲ့လုပ်ငန်းလိုအပ်ချက်အရာတင်တဖြည်းဖြည်းနဲ့ training တွေကိုဆက်ယူသွားရင်းနဲ့ဒီ full flat ဒီဥစား petroleum geologist တယောက်ဖြစ်လာမှာပေါ့အဲ့တော့လူငယ်တွေကိုပြောချင်တာကတော့ပေါ့နော်ဥစားမဖြစ်ပါနဲ့အားမငယ်နဲ့ကိုယ် subject ကိုသာကိုဥစားဖြစ်အောင်ကြိုးစားထားပြီးတော့ share လုပ်ရမယ်ဆိုရင်ခုနပြောလို့ပဲကျွန်တော်နိုင်ငံခြားမှာလုပ်တဲ့အတွက်เนาะ communication skill ကတော့ကျွန်တော်လည်း English တခုပဲတတ်တယ်လေမလေးဆိုလဲဟိုရောယုံလောက်သူတို့စကားတစ်လုံး၄၅လုံးလောက်ပေါ့နော်ဒီလောက်ပဲအဓိက technology လောက်တာ training တွေလောက်တာအင်္ဂလိပ်လိုတိုင်အဲ့ဒါတော့ကျွမ်းကျင်ကြည်လုပ်ဖို့လိုမယ်ပြီးရင်လည်းခု
ခုနပြောတဲ့အလုပ်ကြီးပဲလုပ်နေပြီ technology တွေမဟုတ်ဘူးပေါင်းတင်ဆက်ဆံရေးဆိုရဲเนาะ EQ skill ကိုလည်းအများအားဖြင့် polish လုပ်ထားပါစူးစမ်းကြပါတယောက်နဲ့တယောက်ဆက်ဆံတဲ့နေရာမှာဒါမျိုးလုပ်ထားရင်အခွင့်အရေးရတဲ့အချိန်မှာဖြစ်တော့မှာပဲကြားရ ဟုတ် တယ် ကဲ့ဟုတ်ကဲ့အဲ့လိုပုံစံမျိုးပြောနေပေမဲ့လည်းဆရာကလက်ရှိမှာတော့မှပမာပြေပြန်ပြီးတော့ကျွန်တော်ဒီလက်တွေ့သင်တန်းနေပညာဖြန့်ဖြူးနေတာရှိတော့ဝမ်းသာပါတယ်ဆရာအဲ့ဟာလေးကြားရလို့ဆိုတော့ဆရာရဲ့ဒီ presentation slide တွေကိုကျွန်တော်ကြည့်လာတဲ့အချိန်မှာတချို့ကနည်းပညာပိုင်းနဲ့ပေါ့နော် geology မှမဟုတ်ဘူးခုနကလို့ကျွန်တော်တို့ဒီ production မှာဆိုရင်လည်းအဲ့လိုရေးနေချက်တဲ့နည်းပညာတွေ engineering aspect တွေပေါ့နော်အဲ့လိုဘက်က chemical ပိုင်းဆိုင်ရာတွေပါလာမှာပေါ့နော်ဒါ geology ဘုန်းကြီးကျောင်းသားတစ်ယောက်ပဲခြောက်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးဒီလမ်းကိုတခြားလူတွေပါခြောက်လန်းလို့ရတယ်ဆိုတဲ့ဟာမျိုးနည်းပညာပိုင်းနဲ့ဒီမြေပုံတွေပါလာတယ်ခုနကကျွန်တော်ဒီဟိုအထိတ်မှာဆိုရင်ဆရာဥတူရကျော်တို့လိုမျိုးပြီးတော့ဆရာအစားအစာချင်းကလည်းဆရာဒီဟိုပါပေါ့ဒီ integrated computer training ကိုယူခဲ့တယ် computer ဘိုင်းကိုဆရာလည်းကျွမ်းကျင်တဲ့အတွက်ဒါတွေကိုအလုပ်တွေဆက်တိုက်ရလာတယ်ဒီအထိတ်မှာဆရာဦးစိုးမြင့်တို့ဆိုရင် geology ရောဒီ computer နည်းပညာပိုင်းရောရှိတယ်ဆိုတော့ဒါကြည်ကြပြန့်ပြန့်ဒီဥတီချက်တစ်ခုကိုတော်ရင်းနဲ့နည်းပညာကြည်ကြပြန့်ပြန့်ကျွန်တော်ဒီဖြန့်ပြီးတော့လုပ်လို့ရတဲ့ဟာတွေအများကြီးဒီဆရာနဲ့ပြောတဲ့အချိန်မှာကျွန်တော်တွေးလာရပါတယ်ဆရာဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီတော်တော်များများလေးမေးပြီးပြီဆိုတော့ဒီဘက်မှာတခြားဆရာတွေပေါ့ဆရာဦးစိုးမြင့်တို့ဆရာဦးသူသားကျော်တို့ဆရာဒေါက်တာပဒေသာတင်တို့များတခြားဖြည့်ဆွက်ပြီးတော့ဒီလေးမှာမေးစရာလေးတွေကိုနည်းပညာပိုင်းနဲ့ဒီဘက်ကရေနံအကြောင်းတီးကောင်းစရာနဲ့ချိတ်ဆက်လို့ရတဲ့ဟာလေးတွေကိုဆရာတို့များနည်းနည်းဖြည့်ဆွက်ပြီးတော့မေးစရာပြောစရာတွေများရှိပါသလားခင်ဗျမေးချင်တာတော့ဟိုပါဟိုလာမဖြစ်ကျွန်တော်တို့အခုမေးသွားတဲ့အခုကျော်ဆန်းမေးသွားတဲ့အထက်မှာအချက်လက်တွေမှာမေးတဲ့အထက်မှာမပါသေးပဲနဲ့ဟိုလာမပြည့်အနေနဲ့ရှေ့ဆွက်ပြီးတော့ပြောစရာလေးတွေရှိရင်ပြောပြပါ ဒီပေါ့နော်ဟိုမေးတော့ပေါ့နော်ဟိုစားပေါ့ကိုကျော်ဆန်းတို့ဆရာမတို့ပြောတော့ကတော့ပေါ့နော်ကျွန်တော်ပြောပြပါတယ်ဒီဟာနော်ကျွန်တော်လုပ်ခဲ့တဲ့ petroleum geologist က subject အရာတော့ဘာမှမပါဘူးပေါ့နည်းနည်းပဲကျွန်တော်ဒါပုံလို့ပါလို့ပြလို့ဒါဟိုစားဖြစ်တာပေါ့နော်ဒါပေမဲ့အဲ့ petroleum geologist တယောက်အနေနဲ့နော်မြန်မာပြည်ပြီးတဲ့အခါမှာဆိုရင်နိုင်ငံခြားမှာကြုံတွေ့ခဲ့တယ်ကျွန်တော်အတွေ့အကြုံလေးတွေရဲ့ဒါတော့အကုန်လုံးအပြည့်စုံမဟုတ်ဘူးပေါ့ဘောကအစိတ်ပိုင်းတစ်ခုအနေနဲ့ပဲဒါရှိတယ်ပေါ့နော်အမှန်မှာတော့ petroleum geology ကိုနဲ့ပတ်သက်လို့လူငယ်တွေနော်လူငယ် geologist တွေဘာတွေဖြစ်ဖို့ဆိုရင်ဘာလို့မလဲဆိုရင်တော့ petrogeologist petroleum geology နဲ့ပတ်သက်တဲ့ topic တစ်ခုကိုတက်ကျွန်တော်တို့ပြောကြမှာဖြစ်ပါเนาะကျွန်တော်အကြံပေးပြောပြမယ်ဆိုရင်ဒီလိုမျိုးပေါ့နော်ဆိုတော့တက်ဒါကျွန်တော်ဒီအဖွဲ့နဲ့မှမဟုတ်ပါဘူးတခြားဘယ်အဖွဲ့နဲ့မဖြစ်ဖြစ်ကျွန်တော်ဟိုပေါ့နော်တင်ပေးပါဟိုပေါ့ knowledge sharing လုပ်ပေးပါဆိုကျွန်တော်လုပ်နေကြပါเนาะဆိုတော့တက်အဲ့ဒါမျိုးဆိုရင်တော့အခုလူတွေရဲ့ response ကိုကြည့်ပေါ့เนาะအဲ့လူတွေရဲ့ request လုပ်တော့မှာတော့အကုန်လုံး audience တွေကတော့ geologist ဆိုတော့ကျွန်တော်တန်းပြီးတော့เนาะ geologist တွေရေနံလောကမှာဘယ်လိုလုပ်တယ်ဘာတွေလုပ်ရတယ်ဘယ်သူတွေနဲ့ဆက်ဆံရတယ်ဘယ်လိုပုံတွေလုပ်ရတယ်ဆိုတာကိုကျွန်တော်ပြောပြလို့အဲ့တော့ကျွန်တော်တို့ရေနံလောကလည်းအရှိကြီးပဲဒါဆိုရင်ကျွန်တော်တို့ PSC contract ထိုးတာအစနော်ရှာဖွေရေးတွင်းနေတူးတယ်ပြီးရင်အကဲဖြတ်တွင်းနေတူးတယ်ပြီးရင် development တွင်းနေတူးရတယ်ပြီးရင်တက်တန်းတစ်လျှောက်ပေါ့25နှစ်30 production လုပ်ရတယ်နောက်ဆုံးနော်ဒီရေနံမြေကကုန်သွားပြီဆိုတဲ့အချိန်မှာဆိုရင်အထူးသဖြင့် offshore လို့ဟာမျိုးပေါ့နော် safety ဖြစ်အောင်ပိတ်ပြီးတော့သွားရတာဆိုအစဉ်စဉ်လောက်တာရှိတော့အဲ့ဒါတွေပြောကြတော့ဒီတဲ့အခါမှဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ကရေနံနဲ့ပတ်သက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကအဓိကလိုအပ်ချက်နော် source ရှိသလားရေနံဖြစ်ဖို့နော်ပြီးရင်သူက source ကနေပြီးတော့သူက reservoir rocks တွေကိုသွားသလားပြီးရင်
ဒါကိုထိန်းချုပ်ထားတဲ့ structure တွေရှိသလား trap ပေါ့နော်ပြီးရင်အဲ့ဒီပေါ်မှာပြန်အုပ်ထားပြီးတော့ contain လုပ်ထားတဲ့ C ရှိသလားဆိုတဲ့ဟာတွေပေါ်မှာမူတည်ပြီးတော့ဒါပြောမှ petroleum geology ဆိုတာ subject ကိုတည်တာเนาะအဲ့တော့ကျွန်တော်ကတော့ဟိုပေါ့ different audience ပေါ်မှာမူတည်ပြီးတော့เนาะနောက်ဆုံးဥမာဟိုအမေရိကမှာရေနံမြေခွက်တွေကိုဝယ်ပြီးရေနံတူးချင်ပါတယ်ဆိုတော့လုံးဝကိုပေါ့နော် geology နားမလဲဘာမှမသိတဲ့လူတွေကိုလည်းကျွန်တော်ပြောပြပူပါတယ်သင်ပေးပူပါတယ်เนาะအဲ့တော့ကျွန်တော်ကတော့အခုမေးတာအဓိကတော့ petroleum geologist တယောက်ဗမာ petroleum geologist တယောက်နိုင်ငံခြားမှာတွေ့ကြုံခဲ့တဲ့ဘောအတွေ့အကြုံကိုပဲဒီဟိုစားပေါ့နော် interview မှာဖြေသွားတာရှိပါတယ်နောက်ထပ် petroleum geology နဲ့တတ်သိချင်နေဆိုရင်တတ်ကျွန်တော်ပြောပြဖို့အသင့်ပါပဲ ကျေးဇူးပါ ဆရာမမေးပါဦး ဟုတ်ကဲ့ဆရာတခြားဆရာများမေးစရာရှိပါသလားခင်ဗျတခြားဆရာတွေဆရာပြောတဲ့ဟာအချိန်ကလည်းကျွန်တော်တနားရီဆိုပေမဲ့တော်တော်ကြော်တော့ပြီဖြစ်တဲ့အတွက်တော်တော်ပြည့်စုံနေဆရာဟိုမေးတဲ့ဟာတွေကတော့ဒါပေမဲ့ဆရာဖြေတဲ့ဟာတွေကလည်းတော်တော်ပြည့်စုံပဲဒါပေမဲ့ကျွန်တော်မမေးလိုက်ရတဲ့တီးဆရာတွေကလည်းအများကြီးရှိသေးတယ်ဆိုတော့ဆရာဒီတကယ်ဒီ fee အကြေကြီးတစ်ခုကိုကျွန်တော်ဒီလောက်နဲ့ဆိုတာကတော့လုံးဝမလုံလောက်ပါဘူးအချိန်ကဆရာ presentation တွေလည်းအများကြီးလုပ်ထားတဲ့ဟာတွေကိုတွေ့ပါတယ်ဆရာနောက်ကြုံရင်လည်းကျွန်တော်ဆက်ပြီးတော့ဒီလိုစကားဝိုင်းလေးတွေလုပ်ကြတာပေါ့ဆရာဆိုတော့အခုလိုဆရာဟုတ်ကဲ့ဆရာအခုလိုဖြေပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာနောက်ဆုံးကတော့ဆရာဟိုပိတ်မှာဆရာဟိုပေါ့နော်ဒီလူငယ်တွေကိုဗာများအကြံပြုစရာရှိလဲပေါ့ဟိုပြီးတော့ဆရာကိုဒီဟိုဟာတကယ်တော့ဟိုဆက်သွယ်မေးမြန်းစရာတွေရှိရင်မေးမြန်းလို့ရလားပေါ့နော်ဘယ်ကနေဆက်သွယ်မေးမြန်းရမလဲပေါ့တကယ်တော့ရန်ကုန်တို့ဗမာပြည်တို့ပြန်ရောက်ရင်လည်းဘယ်လိုနေရာတွေမှာဆရာတင်တဲ့နေဖွင့်ပြီးတော့ဒါမှမဟုတ်ပဲဆရာဟိုဒီဟိုဟာပေါ့နော်ပညာဖြန့်ဖြူးမှုတွေကိုဘယ်နေရာတွေမှာအဓိကလုပ်လေပေါ့ဟာလေးတစ်ခေါက်ဆရာပြောပြပေးပါဦးဆရာ တကယ်လေနော်ကျွန်တော်ဖိတ်ဆုံးမှာပေါ့နော်ကျွန်တော်ဟိုဆိုင်ရှိပါတယ်ဒါကျွန်တော်ဒီ US ကဖုန်းနံပါတ်ဒါကတော့ပေါ့နော်ကျွန်တော်ရဲ့ email ပါနော်အဲ့တော့ anybody ပေါ့နော်ဘယ်သူမဆိုတကယ်လို့ထပ်ပြီးသိချင်တယ်မေးချင်တယ်ဆိုရင်ဥပမာဆိုရင်ခင်ဗျားတို့ master ပဲတဆင့်ပဲဖြစ်ဖြစ်တိုက်ရိုက်ပဲဖြစ်ဖြစ်နော်ကိုတော့ introduce လုပ်ပေါ့နော်အတူလေးလုပ်ပါမဟုတ်ရင်တော့ဘယ်သူရှိရကျွန်တော်ဖုန်းလာမှန်းလဲကျွန်တော်မသိဘူးပေါ့နော်ဟိုစားဖြစ်တော့ပြီးတဲ့အခါမှာ Facebook မှာတော့ပေါ့နော်ကျွန်တော်လှမိုင်းပြနေပါပဲဆိုတော့အဲ့ဒါရှိပါတယ်အဲ့အနေဆက်သွယ်ပြီးရင်ဥပမာဆို Messenger ပဲဖြစ်ဖြစ် WhatsApp ကပဲဖြစ်ဖြစ်ပေါ့နော်ဟိုစားလုပ်ပြီးတော့မေးပါပြုပါဆိုတော့ဥပမာကျွန်တော်ကတော့ဟိုတင်တဲ့အချိန်မှာတော့ပေါ့ဗျာအမျိုးစုံကိုပေါ့နော် level ပေါ်မူတည်ပြီးတော့ and level and interest ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ကျွန်တော်မှာ different presentation material တွေရှိပါတယ်မဟုတ်လဲဟို target audience ကိုသိမယ်ဆိုရင်ကျွန်တော် tailor make ပြန်လုပ်ပြီးတော့သိချင်တဲ့အပိုင်းကိုရှင်းပြလို့ရပါတယ် true master မဟုတ်ဘူးဥမာဆိုတော့စိတ်ဝင်စားရဲဆိုရင်ကိုကျော်ဆန်းဦးပဲဖြစ်ဖြစ်ဆရာမပဲဖြစ်ဖြစ်ဥမာ9ယောက်10ယောက်ပဲဖြစ်ဖြစ်ကျွန်တော်ဒါတွေကိုတတ် presentation เนาะဒီလို meeting မှာမဟုတ်ဘဲနဲ့ချိန်လိုက်ပြီးတော့လုပ်ပေးလို့ရပါတယ်เนาะဒါကျွန်တော်ဘက်ကတော့ပေါ့ကျွန်တော်ဆရာလည်းလုပ်ခဲ့တော့ပေါ့เนาะပြီးတော့လည်းအစတည်းကလည်းကျွန်တော်ရည်ရွယ်ချက်ကပေါ့เนาะโอเคငါ retirement သွားရင်เนาะဗမာပြည်မှာ6လအမေရိကမှာ6လနေမယ်ပြန်ပြီးတော့ကျွန်တော် international မှာပေါ့เนาะ
ပြောရရင်တော့ပေါ့နော် international standard ပေါ့နော် အတိုင်းကမ္ဘာမှာကျင့်သုံးနေတဲ့ဒီရေနံအဓိကကတော့ပြောရင် business model နဲ့သွားတော့ပေါ့နော်ရေနံဘယ်လောက်ရှိတယ်လဲနော်ဘယ်လောက်ထုတ်လို့ရမလဲပတ်စံဘယ်လောက်ကုန်အဲ့ဒါတွေကပါဇက်နဲ့ပြောလို့မဟုတ်တော့ခုနကကျွန်တော်ဥပမာတွေမှာပါတယ်နော် M15 မှာဘယ်လောက်ဆိုလဲပါ15 trillion ဟိုတိအောင်ပြောရင်နော်ကေတနာ7 trillion cubic feet ပဲရှိတယ်အခုထုတ်တာနှစ်အစိတ်လောက်ရှိနေပြီနော်15 trillion cubic feet ဆိုရင်ကြည့်ဘယ်လောက်ကြီးကျယ်မဲ့ဟိုစားလဲဟိုကြီးညာတာကျွန်တော်တွေ့လိုက်တာတော့ကမ္ဘာမှာဒုတိယအကြီးဆုံးဓာတ်ငွေတိုက်လို့ကြီးညာတာတွေ့လိုက်တာပဲနော်ဆိုတော့အဲ့လိုအတွေ့အကြုံတွေပေါ့နော်ဟိုစားလှုပ်ချင်နေဆိုရင်ပြောပါဟိုကျွန်တော်မသိဘူးတချို့ဟာတွေကြတော့ okay industrial standard ကတော့ဘယ်လိုခုနပြောသလိုပဲเนาะဘယ်လောက်ရှိတယ်လဲเนาะပြီးရင်ဘယ်လောက်ထုတ်ပြီးပြီလဲဘယ်လောက်ကြံအောင်မလဲဘယ်လောက် economy ရှိမလဲဆိုတဲ့ဟာတွေက international မှာအဲ့လိုသွားတော့အဲ့လိုသွားဖို့ဘယ်လောက်ရှိတယ်လဲတွက်တဲ့ဟာခုနပြောတာအခုကဆိုရင်ကျွန်တော်တို့ 3D modeling geology 3D modeling ဆိုတဲ့ software တွေပြောရရင်တော့အဲ့ထက်မှာ AI တွေအများကြီးပါတာပေါ့ဗျာအဲ့ဒါတွေ ਨੇ ကျွန်တော်တို့တွေ့ကြတယ်ချက်ကြတယ်တယောက်တည်းမဟုတ် multi discipline အတင်းgeology တွေပါတယ် geologist တွေမှာအမျိုးစုံပေါ့နော် sedimentologist ပါတယ်ပြီးတဲ့အခါမှာ co-analysis လုပ်တဲ့လူတွေပါတယ် depositional environment specialist တွေ geophysics တွေပါတယ် petrophysics တွေပါတယ် production tech reservoir engineer အဲ့ဒါတွေအကုန်ပါပြီးတော့မှခုန 3D geological model ထွက်လာတယ်အဲ့ဒါကိုမှတကယ်လို့ဟိုထုတ်ပြီးသားပေါ့နော်ဟိုရေနံမြေတို့ gas တို့ဆိုရင်အဲ့ဒါတွေကိုကျွန်တော်တို့က reservoir engineer simulation software တွေကိုပို့ simulation engineer တွေကလုပ်ကြည့်အဲ့တော့ history matching ဆိုတဲ့ဟာထုတ်ပြီးတဲ့အပိုင်းနဲ့ model ထွက်တာနဲ့ကြိုက်သလားဆိုတာအရင်လုပ်ကြရတယ်ကြိုက်ပြီဆိုတော့မှဒီ model ကိုသုံးရတယ်မကြိုက်သေးဘူးဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ basic 3D geological model ကိုပြန်ပြောင်းပြန်ပြီးတော့ model ကိုပြုပြင်အဲ့လိုလုပ်ပြီးတော့မှ okay ထုတ်ပြီးတာလည်းမှန်တယ်အဲ့တော့မှကြံတာဘယ်လောက်ဆိုတဲ့ဟာမျိုးတွက်ပြီးတော့မှအဲ့တော့မှခုနပြောတဲ့ bank တွေကအစ investor တွေကဆက်ပြီးလုပ်တာဒါ international standard ဖြစ်နေဆိုတော့အဲ့အဆင့်ကိုရောက်ဖို့လိုတာပေါ့အဲ့ဒါတွေကိုငါတင်မယ်ဆိုပြီးတော့ဗမာပြည်ပြန်လာပဲအမေရိက6လဗမာပြည်6လဒါပေမဲ့ဟိုပေါ့ပထမဆုံးကတော့ personal ပေါ့နော်မိန်းမကင်ဆာဖြစ်တယ်ပြန်လာရတယ်ပြီးတော့ကိုဗစ်2နှစ်ဖြစ်တယ်ပြီးတော့အာနာသိန်းတာဖြစ်တော့ဗမာပြည်ကိုမပြန်နိုင်ကျွန်တော်အဲ့ရာဆူမှာ geology department မှာပဲအဲ့ရ professor တွေပါတယ်နေပေါ့နော်ပြန်ပြီးတော့ MSc course ကိုပြန် revise လုပ်ပြီးတင်မယ်ဆိုတဲ့ဟာတွေပေါ့ course outline တွေပါတယ်လုပ်ခဲ့တာဒါပေမဲ့ဖြစ်ခဲ့ဘူးပေါ့အခုကြတော့လဲဟိုပေါ့နော်ဘယ်ချိန်ဘယ်လိုပြောင်းမယ်ကောင်းမယ်ဆိုတော့မသိသေးဘူးပေါ့ဟုတ်ကဲ့ပါဆရာဟိုအချိန်တခုတော့ရောက်လာမှာပေါ့ဆရာကကံကောင်းတဲ့လူဆိုတော့ဟိုဖြစ်လာမှာပါဆရာဖြစ်ရှင်တဲ့ဟာတော့ဖြစ်လာဖို့အတွက်အချိန်တော့ဖြစ်ပေါ်လာမှာပါဆရာဟိုနောက်ဆုံးတခုကဆရာဟိုကလေဒီ business တခုခုခုနလိုပေါ့ရေနံတိုက်တခုတွေးပြီးဆရာတူးမယ်ဆိုတဲ့ဟာကိုဘယ်လိုပုံစံမျိုး percentage မြန်မာဥမာ investment ဘယ်လောက်ထိလိုက်ဥမာ100%ရမယ်ဟာမှာဒီ production ဘိုင်းကို30%80%ဆိုရင် production လုပ်လာပေါ့အဲ့ company ကအဲ့ဟာလေးဟိုပါပေါ့အချိုးလေးကိုဆရာနည်းနည်းပြောပြလို့ရမလားခင်ဗျကျွန်တော်သိမရှင်းဘာကိုပြောတာလဲမသိဘူး investor point of view ကပြောအောင်မလားဟုတ်တယ်ဆရာ investor point of ဥမာ business ဒီဟာပေါ့ဒီတိုက်ဟာပေါ့ရေနံတိုက်တစ်ခုတွေးပြီးတဘာဝတိုက်တစ်ခုတွေးပြီးဆိုရင်အဲ့ဟာကိုဟိုပါပေါ့ဒီ company အနေနဲ့ထုတ်မယ်ပေါ့ဒါမှမဟုတ်ရင်
ဆိုလိုတဲ့အဓိပ္ပာယ်ကဆရာဘယ်လိုပြောမလဲဒီ business မဖြစ်ဘူးပေါ့စီးပွားမဖြစ်ဘူးပေါ့စီးပွားမဖြစ်ရင်မလုပ်ဘူးပေါ့ဒါပေမဲ့စီးပွားဖြစ်မှလုပ်မှာဆိုတော့ဘယ်လိုရာခိုင်နှုန်းရရင်ဒါလုပ်တာပေါ့ထုတ်လုပ်မှုကိုစားလုပ်တာလဲပေါ့ဆရာ အဲ့တော့ပေါ့နော်အကြမ်းဖျင်းပြောရင်ဒါပေါ့နော် licensing ဒါကတော့ international သုံးတာပေါ့နော်မှာတော့ PSC ကျွန်တော်တို့ဗမာပြည်မှာတော့ PSC contract သုံးမယ် PSC contract ထိုးတယ်ဆိုပြီးခုနကပြောတယ်ကျွန်တော်ဗမာပြည်ကအကွက်တွေကျွန်တော်ပြထားတာဗမာပြည်မြေပုံနဲ့18ခုရှိတယ်ဆိုတဲ့အဲမှာနော်ဆိုတော့အဲ့လိုအကွက်တွေရိုက်တယ်နော်အဲ့တော့ခင်ဗျားမြင်ပြလိုက်ရနော်ဒီလိုပေါ့နော်ဒီလိုအကွက်တွေရိုက်တယ်ကုန်းပေါ်မှာလည်းဒီလိုအကွက်တွေဒါအစိုးရနေနိုင်ငံခြား investment မဟုတ်လဲဗမာပြည်ကနော်စီးပွားရေး invest လုပ်မဲ့လူတွေကိုလုပ်တဲ့အကွက်ဘယ်အကွက်ကိုလိုချင်လဲဆိုရင်ခုနပြောတဲ့ဒီမှာဆွေးနွေးကြတာနော်ဆွေးနွေးတယ်ဆိုတဲ့အခါမှာသူတို့မှာဗမာပြည်မှာလည်းသူ့မူရှိတယ်ဟိုမှာဒီအကွက်ကိုဆိုရင်နော်ထွက်လာခဲ့ရင်နော်အမြဲတမ်းလုပ်ရင်ထွက်လာခဲ့ရင်ပေါ့ထွက်လာခဲ့ရင်အစိုးရဘယ်လောက်ယူမယ်နော်အခု operator ခေါ်တာပေါ့နော်လက်မှတ်ထိုးတဲ့လူက operator ကဘယ်လောက်ယူမယ်နော်အဲ့တော့ तू ကနေဘာပေးလဲနော်လက်မှတ်ထိုးရင်ပြီးရင်ဗမာပြည်မှာတော့ထုံးစံဖြစ်နေတယ်ဒီကွက်ကိုယူမယ်ဆိုရင် signing bonus ဆိုတဲ့ဟာပတ်စံဘယ်လောက်ပေးမှာလဲအလားလာကောက်ရင်အစိုးရပတ်စံများများမြင့်တောင်းတယ်အလားလာမကောက်ဘူးလူတွေစိတ်မဝင်စားဘူးဆိုရင်ပတ်စံနည်းနည်း short တောင်းတယ်အဲ့တော့ရေနံရဲ့သဘောတရားကလည်းအများအားတယောက်နဲ့တယောက်တွေးခေါ်ပုံချင်းရှာဖွေသမားတွေမှာမတူချဘူးနော်မတူတဲ့အတွက်ကြောင့်ဘာဖြစ်လဲတချို့ကဒါမရှိတော့ပါဘူးဒီနာဒီလိုဘူမိဗေဒအနေထားဒီလိုဟာမှာဆိုပြီးထွက်သွားတဲ့ဟာကိုနောက်ထပ်တစ်ရက်ပြန်ယူရင်သူ့ရဲ့ concept တစ်မျိုးနဲ့ရှာရင်တူရင်တွေ့တာတွေရှိတယ်เนาะထားပါတော့အဲ့တော့ပထမဆုံးက signing bonus ရှိတယ်ပြီးရင်တွေ့ခဲ့ရင်เนาะ40%ဟိုစာကို government ကိုပေးရမယ်အဲ့တော့အဲ့ licensing နဲ့မှာပဲသူကပါလဲရှာဖွေကာလပြီးရင်ဒီလိုမျိုးအကဲဖြတ်တူเนาะအဲ့ကာလမှာကုန်ကြတဲ့ဟာတွေပြီးရင်ထုတ်လုပ်မှုเนาะ development ဝယ်တွေတူတာထုတ်လုပ်တဲ့ဟာမှာ operation cost တွေအဲ့ဒါတွေကိုပြန်ပြီးတော့သူကဒါကိုဆိုရင် cost recovery လို့ခေါ်တယ်အဲ့ဒါတွေကိုနှုတ်ပြီးရင်ခုနပြောတယ်ပေါ့နော်ပတ်စံဥမာ100ရတယ် operation cost က30ရှိတယ်အဲ့တော့သူက90ကျန်အဲ့90ကိုမှအစိုးရကဘယ်လောက်ယူမယ်เนาะမြေပိုင်ရှင်ပေါ့เนาะပြီးရင်ဒီ operator ဘယ်လောက်ယူမယ်ဆိုတာတွေကဒီထဲမှာစပြီးညှိတာเนาะအဲ့တော့ခုနကပြောတယ် investor တယောက်ကစပြီးလုပ်ရင်သူကဘာအရင်ကုန်လဲဆိုဘာမှမသိခင်သူကခုနပြောရဲ signing bonus ကုန်မယ်သူကုမ္ပဏီလာဖွင့်ရမယ်ပြီးရင် exploration plan တွေဆွဲရမယ်ရှိတဲ့ data နဲ့တန်းပြီးတော့သူရဲ့တူပေါ့နော်သူရဲ့ပတ်စံကုန်မှာမဟုတ်ရင်ထပ်ပြီးတော့ exploration အရာဘာတွေလုပ်ရမလဲနော် surface mapping တွေလုပ်ရမလားနော်ဒီလိုပေါ့နော် surface mapping တွေလုပ်ရမလားပြီးရင် satellite နဲ့ပေါ့နော်ဒီလိုဟာတွေရှာရမလား seismic survey တွေလုပ်ရမလားပတ်စံဘယ်လောက်ကုန်လဲပေါ့သူတွေ့ရပြီးတဲ့အခါမှာတွင်းတူးမဲ့နေရာကိုရွေးမယ်တူးမယ်အဲ့မှာ cost တွေကုန်တယ်နော်အဲ့လိုကုန်တဲ့အချိန်မှာဒါရှာဖွေပြီးတဲ့ပဲရှိသေးတယ်အဲ့တော့ structure တစ်ခုနော် data တစ်ခုမဟုတ်လေရေနံမြေဖြစ်မဲ့အလားအလာရှိတဲ့ဟာထဲမှာတွင်းတူးလို့တွေ့တာ ਨੇ ဒါရေနံမြေမဖြစ်နော်ဒါဘယ်လောက်ကျယ်တယ်ဆိုတာကိုနော်ခုနပြောတယ်ဘယ်လောက်ရှိတယ်ပေါ့ဆိုတဲ့ဟာ size ကိုသိအောင်လို့ appraisal ဝဲတွေတူပါတယ်
appraiser တူးတဲ့အချိန်မှာပဲတခါတည်းဒါကိုငါတို့ရေနံမြေဖြစ်သွားရင်ဆက်ပြီးတော့ subsurface data တွေရအောင်အဲ့မှာဆိုရင်ကျွန်တော်တို့ဟို information တွေ subsurface ကနေကောက်ပါ okay အဲ့တော့တွေ့တယ် appraiser ဝယ်တူးတယ်အလားလာကောင်းတယ်အဲ့တော့စပြီးတော့ခုနပြောတယ်အဲ့အချိန်မှာ exploration state မှာလုပ်ထားတဲ့ seismic survey တွင်းတူးတာ2တွင်းပဲဖြစ်မယ်5တွင်းဖြစ်မယ်เนาะဒါမတေချာမရေရာတဲ့ဟိုပေါ့ကိုရှာနေတဲ့ကိုတွေ့ထားတဲ့ရေနံမြေရဲ့အခြေအနေပေါ်မူတည်ပြီးတော့မဟုတ်လဲအကြီးအသေးပေါ်မှာမူတည်ပြီးတော့เนาะအဲ့မှာရင်ပတ်စံကုန်နေပြီเนาะအဲ့ပေါ်မှာမူတည်ပြီးမှအခုကတော့ခုနကျွန်တော်ပြောတဲ့ 3D geological model ကိုစောက်တာပဲစောက်ပြီးရင်စတွက်တာပဲဘယ်လောက်ရှိပြီးတဲ့အခါမှာအဲ့မှာရှိနေတဲ့ structure ရဲ့အနေထားဘယ်လောက်ရှိမယ်ထွက်မယ်ဆိုတဲ့ဟာပေါ်မူတည်ပြီးတော့တွင်းပဲနဲ့တွင်း development เนาะဒါကတော့ထုတ်လို့ရေးတွင်းနေလို့ခေါ်တယ်เนาะအဲ producing well တွေကိုတူတယ်เนาะဒါလည်းဘယ်ဥမာ offshore ဆိုရင်ရေတိမ်ပိုင်းမှာတွေ့တာလားရေနဲ့ပိုင်းမှာတွေ့တာလားကုန်းပေါ်မှာတွေ့တာလားဆိုတော့အဲ့ဓာတွေပေါ်မှာမူတည်ပြီးတော့ဘယ်လိုဓာတွေကိုစုပြီးတော့ဘယ်နေရာမှာစုမလဲ offshore မှာဆိုရင် production platform ကိုစုပါမယ်စုပြီးရင်အဲ့အမှာတစ်ခါကုန်းပေါ်ဗမာဥပမာပေါ့နော်ဥမာဟိုစားယေတနာဆိုရင်အကုန်လုံးဥမာသူကတွင်း10တွင်းလားမသိရှိတယ်အဲ့ဒါတွေစုတယ် platform မှာစုတယ်စုပြီးရင်ပိုက်နဲ့တစ်ခါမြေရေအောက်ကတည်ရတယ်ပြီးရင်ဒေါနာတောင်တောင်ကိုဖြတ်တယ်ရိုးရာအထိပို့တယ်ဆိုတော့အဲ့ဓာတွေအကုန်လုံးကိုတွက်တော်မှာဘာမှမထုတ်ခင်မှာပဲကျွန်တော်တို့ free development plan ဆိုတဲ့ဟာကိုဟိုစားလုပ်ရတယ်ဆွဲရတယ်တွဲရတယ်ချက်ရတယ်တင်ရတယ်အဲ့ပေါ်မှာမူတည်ပြီးတော့အောက်မှာခုနပြောတဲ့100 million barrel ရှိတဲ့ရေနံမြေတစ်ခုတွေ့တယ်အဲ့တော့တွင်းရဆိုရင်တွင်း20တူပါမယ် offshore ဆိုပါတော့ဆိုရင်ခုနပြောတဲ့တူးတဲ့စရိတ်တွေရော platform ဆောက်တဲ့စရိတ်တွေရော pipeline သွယ်တာတွေရောအကုန်လုံးအဲ့ဓာတွေကိုလုတ်ပြီးတော့သူကဝယ်မဲ့လူအထိသူကတွေ့ရအဲ့ဒါကြိုက်မကြိုက်ကိုလုတ်ပြီးတော့မှကြိုက်တယ်ဆိုတော့မှသူကစပြီးတော့ဒီထုတ်ဖို့ဟိုစားအဲ့တော့ investor အဲ့မှာပါလာတော့ okay ငါတို့ကဒီခုနပြောတဲ့100မှာအပေါ်ကိုရောက်မှာ30ပဲရောက်မှာဒါဟိုအကြမ်းပြင်းပြောတာပေါ့လေ primary အောက်မှာကျွန်တော်တို့ရေနံသဘောအရဒီ sandstone ထဲမှာရှိတဲ့ reservoir တစ်ခုထဲမှာ100 million barrel ရှိရင် primary recovery အနေနဲ့30%ပဲသူကထုတ်လို့ရတယ်အဲ့ထုတ်လို့ရတဲ့ဟာမှာရောင်းရင်ခုနပြောတဲ့ development cost တွေကိုတွက်ပြီးတော့ဘယ်လောက်ကိုက်အဲ့ဒါ30ထဲမှာမှခုနပြောတဲ့ဒီမှာထိုးထားတဲ့အရာဥမာ 40% ကိုဆိုအောင်ပေးရမယ်ဆိုရင်နော်30% 12 million ကိုပေးလိုက်ရမယ်နော်အဲ့တော့18 million ပဲကိုကကျန်အဲ့ဒါလည်းခုနပြောတဲ့ရေနံမြေတစ်ခုကဒီနေ့တူးတယ်ချက်ချင်းရောင်းပလိုက်လို့မရအောင်အနည်းဆုံးထုတ်လုပ်တာ20အစိတ်ကြာအဲ့တော့ petrol economics ဆိုတဲ့ကမ္ဘာနိုင်ငံရေးတွေရောရေနံဈေးနှုန်းခန့်မှန်းချက်တွေပေါ်မူတည်ပြီးတော့မှငါတို့ကဘယ်လောက်ရေနံ1 barrel ဥမာဆိုရင်$70 per barrel ရမှာငါတို့ကကြိုက်မှာဆိုတဲ့အဲ့ဒီကလည်းအဲ့ဒါ another profession another expertise ကိုထည့်တွေ့ရတော့အဲ့တော့ခင်ဗျားခုနပြောတဲ့ investor တယောက်ကဘယ်လောက်မှဆိုတာသူက risk ယူရတာပဲနော်အဲ့တော့စပြီးလုံးဝမရှိတဲ့ဟာဒီ exploration ကစမယ်ဆိုရင်သူက risk များတာပဲတချို့တွေကြတော့ခုနပြောတဲ့ဒီလိုမျိုးပေါ့နော်ယေတနာဆိုရင်ဟိုစားတိုတယ်ကထွက်သွားပြီ PTT EPR ယူမယ်သူတို့ပတ်စံဘယ်လိုပါညာကြတော့လေသူတို့ကကြံတဲ့ဟာပေါ်မှာမူတည်ပြီးတော့တွက်တာအဲ့တော့ဘယ်လောက်မှ
ကိုနဲ့ကြိုက်မယ်ဆိုတာတော့အခြေအနေတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ခေါ်တာပြောလို့ရှိတာသူက high risk high reward ပေါ့နော် risk တွေများတယ်ယူရေးရင်သူတို့တွေကများများမြတ်သွားတာထောက်ပြီးမီလီယံနာဖြစ်သွားတာဘီလီယံနာဖြစ်သွားတာတွေတပုံကြီးအဲ့တော့ခုနလိုပေါ့ကျွန်တော်တို့ဒီ risk mitigation ဆိုတဲ့ဟာတွေကလည်းရှိတာပေါ့နော်ကျွန်တော်တို့နေတဲ့ဘယ်နေရာမှာဆိုဘာတွေကိုထက်တွဲဘာတွေထက်တွဲဆိုတဲ့ဟာမျိုးတွေတွက်ပြီးတော့မှခုနပြောတယ်အဲ့ကြတော့ top management က government နဲ့သူကဆွေးနေတာခုနပြောတာဟာဒီ risk ကများလုံးဝကြီးတယ် investment ကသူတို့ဘယ်လောက်ထိလောက်ရမှာအဲ့တော့ 40% မပေးနိုင်ဘူး30ထိလျှော့ပါကျွန်တော်တို့က80ယူပြရစေဒါမျိုးတွေအဲ့ဒါလည်း negotiating ဟိုစားတစ်ခုပဲ ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာဟိုပြောရင်းတော့မေးစရာတွေလည်းအများကြီးပေါ်လာပါတယ်ဆရာဒါပေမဲ့ကျွန်တော်အချိန်ကလည်းဟိုသူ့တိုက်တာရှိပြီဆိုတော့ဟိုဆရာဟိုကိုစိုးမြင့်ပါများမေးစရာရှိသေးတယ်ခင်ဗျာ တော်တော်လေးပြည့်စုံပါတယ်ဆရာကိုလာမင်းပြည့်ပြောရတယ်လေ ဟုတ်ကဲ့ ပြောစရာတော့ခုနပြောသလိုပေါ့ကိုလာမင်းပြည့်ဟိုမှာမမပြီးမှပြပြင်ပြောင်းလဲတင်တာလေးတွေကိုဟိုတစ်ချိန်တက်နောက် section လေးတစ်ခုလုပ်နိုင်တော့ကောင်းတယ်လို့เนาะအဲ့ဒါဆိုရင်တော့တက်လေးအဲ့ဒါတော့အကုန်လုံး purely မမပြီးမှကို လက်ဖေးဆိုင်ထိုင်ပြီးတော့စနေဝဲလို့ပါမျိုးပေါ့အဲ့အဲ့မျိုးလေးလေဟို light ပေါ်ပါပါလေးပဲအဲ့လိုမျိုးလေးဟိုပါပေါ့စကဝိုင်းလေးလို့ပေါ့စကဝိုင်းလေးလို့ကိုကျော်ဆန်းဦးမေးသလိုပေါ့ဘယ်လောက်ပါဆက်မှကြိုက်မလဲဆိုတော့အတူပေါ့နော်ဟုတ်တယ်ကောင်းတယ်တော်တော်ပြည့်စုံပါတော်တော်ပြည့်စုံပါဟုတ်ကဲ့တော်တော်ပြည့်စုံပါတယ်ဆရာ question တွေလည်းအများကြီးထွက်လာပါတယ်ဆရာကျွန်တော်ခုနကကိုစိုးမြင့်ပြောသလိုမျိုးကျွန်တော် T1 talk တွေလိုရမလို့ဖြစ်နေပြီပေါ့နော်ဆိုတော့ဆရာအနေနဲ့နောက်ဆုံးဟိုလူငယ်တွေကိုပါမှာဖို့အတွက်အမှားစကားများရှိလဲဆရာနောက်ဆုံး talk တော့ပါပေါ့လေးပေါ့နော်အကြံပြုချက်လေးများရှိပါသလားခင်ဗျာပြောရင်တော့ပေါ့နော်ဒါကျွန်တော်ပြောနေကြအတိုင်းပါနော် work hard ပေါ့ကြိုးစားပါနော်ဘယ်တော့မှအားမလျှော့နဲ့ be focus ပေါ့နော်အဲ့တော့ခုနပြောသလိုပဲ geology နိုင်ငံခြားမှာရောက်နေရင်လည်းမျိုးစုံဖြစ်နိုင်တာပဲစင်ကာပူမှာသွားပြီး engineering geology လုပ်မှာလားဘာလုပ် okay ကိုမေးပေါ့ကိုပါစိတ်ဝင်စားလဲလုပ်ချင်တယ်ဆိုရင် be focus ပေါ့နော်ပြီးတဲ့အခါမှာခုနပြောသလိုပဲကျွန်တော်တို့ဟိုစာပါအစီအဝေးအရင်မှာဟိုပေါ့နော်ဒါမတိုက်ခင်မှာပြောသလိုပဲ stay in community ပေါ့နော်အများအား community နဲ့ဆက်သွယ်နေဒီလိုပဲပေါ့လိုအပ်တဲ့ဟာတွေကိုပြောပေးမယ်လို့ဥမာဆိုတော့ရေနံနဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်အလုပ်ပေးချင်မှပေးနိုင်မယ်ဒါပေမဲ့ guide လုပ်ပြီးတော့ဘယ်လိုမင်းဒီလောက်စိတ်ဝင်စားရင်ဒါတော့လုပ်ဒါတော့ဒီလို approach နဲ့လုပ်ဆိုတာမျိုးပြောပြတယ်အဲ့တော့ပြောရရင်တော့ work hard be focused stay in community ဒါပါပဲဟုတ်ကဲ့ပါဆရာကျေးဇူးများကြီးတင်ပါတယ်ဆရာကာရပါဆရာဟိုဆရာတခြားဆရာမတွေကိုရောကျွန်တော်ဟိုစိတ်ရှည်နဲ့နေပြီးတော့နားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဆရာဒီနေ့ကတော့ဒီလောက်နဲ့ပဲရလိုက်ပါတော့မယ်ဆရာ